နိုင်တဲ့အရာတွေတက်ဆွမ်းတဲ့အရာတွေကိုကျွန်တော်တို့ကြွေးကြော်ဝန်ခံချီးမွမ်းရမှာဖြစ်တယ်ဒါကြောင့်ရှိတဲ့နေရာကနေမတ်တရပြီးမှတော့မှအရှိကိုထွက်လာခဲ့ရန်ကျွန်တော်ဖိတ်ကြားချင်ပါတယ်လို့ကဲလူငယ်တွေအရှိကိုထွက်လာခဲ့ပြီးပါကျွန်တော်တို့အာရပါရနဲ့လွတ်လွတ်လပ်လပ်နဲ့ချီးမွမ်းရမှာဖြစ်တယ် Praise the Lord Amen ကဲထွက်လာခဲ့မထွက်လာမချီးခေါ်ရမှာဖြစ်တယ် Praise the Lord Amen ရှိကိုထွက်လာခဲ့ပါအာရပါရနဲ့ကိုရောရဲ့သက်ဆွမ်းနေတဲ့အရာတွေကိုကျွန်တော်တို့ဝန်ခံကြွေးကြော်ချီးမွမ်းရမှာဖြစ်တယ် Praise the Lord Hey Hallelujah 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 ကဲအတော့မရှိတဲ့လူငယ်တွေလဲမရှိတဲ့လူငယ်တွေအရှိကိုထွက်လာခဲ့ပြီးပါနော်နောက်တစ်ခါကျွန်တော်ထပ်ပြီးတော့မှဖိတ်ခေါ်ရမှာဖြစ်တယ်ဒီဘက်ကလူငယ်တွေလာခဲ့အရှိကိုထွက်လာခဲ့ပါအာမင်အရှိနေတူလိုက်နော်โอเคWhoa, yeah, come on. Whoa, 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 okay. I don't let you go. How do you know? Chimayame. Whoa, Kudo terai chi nai dam shi do pule. Aswanza dwe shantwane Mon kure gizon joy wa Yeshu shin ya alon dia taswane Get ayam let me on the Oh yeah Whoa I'm a pin night, I'm a sheet of Mule, Aswan's Ari, Shantwane. Mon the good episode, Mon the good episode, Jaiwa, Sushin, Aya Alopia, that's one day. Bamata Maludova, Bamata Maludova, Yesushin, he's on there. Amen. Bamata Maludova, Bamata Maludova, Yesushi, Pinaide, a colon Pinaide. Hey, 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 yeah, hey, 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 yeah, yeah. I'm a Pinaide, I'm a sheet of Mule. Aswanza Shantwania Hallelujah Amen Don't kune izo joy wa Yeshu shin Ya alo pia tasone puya bide Amen Bamata Maludova Bamata Maludova Yeshu shin Bale Bizone Amen Bamata Maludova Bamata Maludova, Yesushi, Balole, Amen, Pinaye, Hallelujah, Teminaga ပြင်ချင်းကိုကြည့်ပြီးတော့မှသူ့ရဲ့မျက်စိကိုတဲ့ကြည့်ပြီးတော့မှကျွန်တော်တို့ပြောင်းရမှာဖြစ်တယ်ယေရှုရှိရင်ဖြစ်နိုင်တယ်ယေရှုရှင်ကျွန်တော်ရဲ့တက်တာဟာပြီးဆုံးတယ်ဆိုပြီးတော့ကျွန်တော်ဝန်ခံရအောင်နော်ကဲ2ယောက်3ယောက်တော့ကျွန်တော်တို့စကားပြောရအောင်ဝန်ခံရအောင်ကိုတို့ရဲ့တက်ဆွမ်းနိုင်ခြင်းတွေကိုနော်ယေရှုရှိရင်ပြီးဆုံးတယ်ယေရှုရှင်ကျွန်တော်ရဲ့ဘဝကျွန်တော်ရဲ့တက်တာမှာမဖြစ်နိုင်တာမရှိဘူးဆိုပြီးတော့ထပ်ပြီးတော့ဝန်ခံလိုက်ပါအာမင်ဟူတယောက်ရှိမှပြီးဆုံးတာမဟုတ်ဘူးသူတကယ်ယေရှုရှိမှပြီးဆုံးတာဖြစ်တယ်ဟာလေလုယာဒီဘက်ကလူရှိလို့ပြီးဆုံးတာမဟုတ်ဘူးကားရှိလို့ပြီးဆုံးတာမဟုတ်ဘူးတိုင်းတဲ့ကားနဲ့ပိုင်ဆိုင်ရှိလို့ပြီးဆုံးတာမဟုတ်ဘူးယေရှုရှိ
ရှုရှိရင်ဘာလဲအာရပါရတဲ့အားလေကဲကမဘာမသမလို့တော့ဘာမသမလို့တော့ယေရှုရှိရင်တွေ့နိုင်တယ်ဘာမသမလို့တော့ဘာမသမလို့တော့ယေရှုရှိရင်ယေရှုရှိရင်ခံတယ်လို့မျိုးဒီဘက်ကလိုဒီဘက်ကိုတွားမယ်ဒီဘက်ကလိုဒီဘက်ကိုတွားမယ်အလေကနေကျွန်တော်လုံးစစ်ပြီးတော့ဆက်လက်ပြီးတော့ဝန်ခံရအောင်ဆင်ပြီမလားယေရှုရှိလို့ကျွန်တော်ရဲ့တက်တာပြည်ဆုံးတာဖြစ်တယ်ဘာမှမလိုတော့ပါဘူးဟိုတယောက်လည်းလိုတာမဟုတ်ပါဘူးယေရှုရှိလို့ကျွန်တော်တက်တာပြည်ဆုံးတာဖြစ်တယ်ဆိုပြီးတော့မှဒီဘက်ကလိုတွေကိုကြည့်ပြီးတော့မှကျွန်တော်တို့ပြောင်းရအောင်ဒီဘက်ကလိုတဲ့ဒီဘက်ကိုကြည့်ပြီးတော့မှကျွန်တော်တို့အာရပါရနဲ့နော်ဝမ်းပြောက်ဆိုတဲ့ကြည့်ကြပါဝန်ခံပါဆက်လက်ပြီးတော့ယုံကြည်ခြင်းနဲ့ဘုရားရဲ့သက်ဆွမ်းနေတဲ့ຢာကိုဆက်လက်ပြီးတော့တဲ့နောက်ပါစိုက်ကနေဝန်ခံပါလက်ဆွဲတော့လက်ဆွဲပြီးတော့ပါကျွန်တော်တို့လက်တော့ဆွဲပြီးတော့ပါပြောရအောင်နော်ပြောပါစကလုံးလေးနဲ့ပြောပါတော့ကိုရောသက်ဆွမ်းနေကိုရောကျွန်တော်တက်တာပြီးဆုံးတယ်ဟုတ်တယ်မဟုတ်လားယေရှုကျွန်တော်တက်တာပြီးဆုံးတယ်မဟုတ်လားအာမင်ဟာလေလုယာထပ်ပြီးတော့ခေါ်ရစကရီပြန်ပြီးတော့ဝိုင်းထိုင်မြချွေးကြော်မယ်နော်အဆက်ပြီးလားအနောက်ဘက်ကလူတွေဆက်ပြီးလားဟေးကဲခေါ်ရစပြန်ဆုံးမယ်နော်ဘာမထမလို့တော့ဘာမထမလို့တော့ယေရှုရှိရင်ပြီးဆုံးတယ်အာမင်ဘာမထမလို့တော့ဘာမထမလို့တော့ယေရှုရှိရင်ဖြစ်နိုင်တယ်အကုန်လုံးဖြစ်နိုင်တယ်ကျွန်တော်တို့ဘဝဟာကျွန်တော်တက်တာမှာပိုက်ဆံရှိလို့ပြည့်စုံတာမဟုတ်ပါဘူးကိုရောရှိလို့ပြည့်စုံတာဖြစ်တယ်ယေရှုရှိလို့ပြည့်စုံတာဖြစ်တယ်ဟာလေလုယာကျွန်တော်တို့လွတ်နေတဲ့ဘာမှမတတ်နိုင်ပါဘူးဒါပေမဲ့တန်ရှင်သောဝိညာဉ်တော်အားဖြင့်ကျွန်တော်တို့အရာအလုံးကိုတတ်ဆွမ်းနိုင်တဲ့အခွင့်ကိုရပိုင်စီသောယုံကြည်သူတွေဖြစ်တယ်ဟာလေလုယာဆက်လက်ပြီးတော့ချီးမွမ်းရအောင်I am my and let go give me the chimaya. Come on. Get. God call me the chimaya. Come on. Another gallery. Hey. Hallelujah. Antaya. La pason do que menda. Mi chini do diaba. Mami,
Yeah, amen. အဆုံးစားမယ်အနိုင်စားမယ်သခင်ချစ်တွေနဲ့နှလုံးသားနဲ့ချီးမွမ်း Hallelujah ဟောဒီရဲ့တိုင်းမှာချီးမွမ်းနိုင်တဲ့တက်တာကိုတော့ပြီးတော်မူပါ Oh hallelujah ကျွန်တော်တို့ရဲ့လူအပ်နေတာကျွန်တော်တို့ရဲ့စာငတ်တောင်းတနေတာဟာတိုင်းနေကပိုက်ဆိုင်ဘုံဘာသာတွေမဟုတ်ပါဘူးကိုရောရဲ့မျက်မှောက်တော်ပဲဖြစ်တယ်ကျွန်တော်တို့အလွန်ဆိုဆုံးဟာကိုရောရဲ့မျက်မှောက်တော်ပဲဖြစ်တယ်ကျွန်တော်တို့လူချင်းတာဟာကိုရောမျက်မှောက်တော်ပဲဖြစ်တယ် Oh hallelujah ကျွန်တော်တို့နဲ့အတူပါရှိတော်မူသောကိုရောကိုချီးတင်တယ်ဆက်လက်ပြီးတော့ကျွန်တော်တို့စိတ်နှလုံးသားကနေဆက်လက်ပြီးတော့ကိုယ်ခွာရအောင် Hallelujah Cùng đôi em màu đồ ca gì chỉ giống bà bê Bê ya nê mà xa thu mê ya nai hư Vì nên mà tao đã giống hà Cùng đôi em màu đồ bê Lưu chín đã cùng đôi em màu đồ bê Em mau roca trên nova xoay dòng đê Amen Ya ya đi thế u piro xoay lan dòng bà bê When em mau roca sông ra cùng rôm em mau đồ bê Ni chín đã cùng rôm em mau đồ thế Chado yen machine de yen torte No machine de yen Snow the pie
你的夜的堂天，黑罗马是你的天高，走的大水高地，查到夜马是你的夜的堂天，天高，走的大水高。查到夜马，查到夜马，查到夜马是你的夜高天，黑罗马，黑罗马是你的天高，走的大越高，走的大越高的高的，马是你的夜高天，黑罗马，黑罗马是你的天高。ရှိတော့မှဘယ်နာယောဂမှမခံနိုင်ဝမ်းနေစရာလောကရတယ်ဘာစုဘာတစ်ခုမှမခံရနိုင်ဘူးဝိရင်တို့ဖျားရရှိတော့မှ
ဘယ်ဝင်နေစို့ကူမမနေနိုင်တဲ့ယေစုဖျားရှိမှာဘုနာတင်ချင်းလေးမရှိတော့ကိုတော်ဖျားရဲ့ရှိတော်မှာဘယ်နာယောကမှမခံနိုင်ဝမ်းနေစလောကရာဘာစုဘာကူမှမခံရနိုင်ဘူးဝိညာဉ်တော်ဖျားရဲ့ရှိတော်မှာဘယ်ဝင်နေစို့ကူမရှိမှာလို့အိုနာတင်ချင်လည်းမရှိတော့ကိုတော်ဖျားရဲ့ရှိတော်မှာဘယ်နာယောကမှမခံနိုင်ယေဝနေရှာလောကရာဘာစုဘာကူမှမခံရဲ့ဝိညာဉ်တော်ဖျားရဲ့ရှိတော်မှာဟာလေလုယာမာနီနာအချင်းယေစုဖျားရှိပါတော့ဘုရားသင်ခြင်းလည်းမရှိတော့ကိုရောဖျားရဲ့ရှိတော်မှာအာမင်ဘယ်နာယောကမှမခံရနိုင်ဘူးဝမ်းနဲ့ရှာရီလောကရာရီအာမင်ဟုတ်တယ်ကိုရောသူမတ်မမခံရနိုင်ဘူးကိုရောဖျားရှိတော်မှာဟာလေလုယာဝိုင်းခံပါကျွန်တော်တို့လိုအပ်တာကိုရောရဲ့အတူပါရှိခြင်းသားရင်ဖြစ်တယ်ကျွန်တော်တို့စာနဲ့တာကိုရောရဲ့မျက်မှောက်တော်သားရင်ဖြစ်တယ်ကိုရောလောကရဲ့စီးစံဥစ္စာတွေထဲအော်မင်ကြော်ကြမှုတွေထဲကောင်းစားမှုတွေထဲလောကအရာတဲ့တို့ရဲ့အထက်မှာကိုရောမျက်မှောက်တော်ကူတာကျွန်တော်တို့အလိုအဆုံးအတန်တာဆုံးကိုရောမျက်မှောက်တော်ပါဟာလေလုယာဟာလေလုယာကိုရောတန်ရှင်တော်ဝိညာဉ်တော်ရဲ့အတူပါရှိခြင်းမဆာခြင်းအတူပါရှိခြင်းနဲ့တာသမီအရောက်ရှင်ချင်းအတိုင်းကိုလမ်းပြတော်မူပါဘုံကြီးချင်းချင်းမြောက်ချင်းအောင်မြင်ခြင်းအလုံးစုံကိုရောအပြင်းလဲပြလဲကျန်ရှင်ဤသောအချိန်နာရဲ့အလုံးစုံကိုလည်းကိုရောလက်ထဲသို့အနာရင်တပါးရီတော်သခင်ယေရှုနာမကိုအမိပြုလို့ဆုတောင်းဆက်ကပ်ပါဖခင်သခင်အာမင်ဟာလေလုယာတခေါက်အာရပါရတဲ့ကြွေးကြော်ပြီးတော့မှကျွန်တော်တို့ထိုင်ရအောင် 1 2 3 Hallelujah Amen
Hello, 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 hello. Hallelujah. Hallelujah. မျက်မှောက်တော်ထဲမှာပျော်မွေ့ပါသလားပျော်မွေ့ပါတယ်နော်ပျော်မွေ့ပါသလားပျော်မွေ့ပါတယ်အာမင် Hallelujah. 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 Amen. Amen. ကျေးဇူးထူးပေးတယ်လို့ဘုရားသခင်ကောင်းချီးပေးပါစေ Okay ကျွန်တော်တို့လည်းထပ်ပြီးတော့ဗောနော်ကြွေးကြော်ချင်းထဲမှာကျွန်တော်တို့ထပ်သွားရအောင်ဘုရားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်အပေါ်မှာ၃ချိန်ဝန်ခံမှာဖြစ်ပါတယ်ပြီးတော့မှဘုရားရှင်ကောင်းမြတ်တယ်ကျွန်တော်နဲ့လုပ်ငန်းတိုင်းပေါ်မှာဘုရားရှင်ကောင်းမြတ်တယ်အသင်းတော်ပေါ်မှာဆိုပြီးတော့ကျွန်တော်တို့တစ်ခုချင်းစီပေါ့နော်တစ်ခုချင်းစီပေါ့နော်ကျွန်တော်တို့၃ချိန်တိုက်ကျွန်တော်တို့ကြွေးကြော်သွားမှာဖြစ်ပါတယ်ကဲရပါသလားဘုရားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်ပေါ်မှာတင်းနှစ်သုံးဘုရားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်ပေါ်မှာဘုရားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်ပေါ်မှာဘုရားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်ပေါ်မှာကျွန်တော်နဲ့အနာဂတ်အပေါ်မှာဘုရားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်နဲ့ကျွန်တော်အနာဂတ်အပေါ်မှာဘုရားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်နဲ့ကျွန်တော်ကအနာဂတ်ပေါ်မှာဘုရားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်အနာဂတ်ပေါ်မှာဘုရားရှင်ကောင်းမြတ်ပါတယ်အသင်းတော်ပေါ်မှာဘုရားရှင်ကောင်းမြတ်ပါတယ်အသင်းတော်ပေါ်မှာဘုရားရှင်ကောင်းမြတ်ပါတယ်အသင်းတော်ပေါ်မှာကဲနောက်ဆုံးတစ်ခေါက်ကဘယ်လိုပြောရမလဲဆိုတော့ဘီနာလိုဒီထိပြီးတော့လေပခုံးကိုပုတ်ပြီးတော့ဘုရားရှင်ကောင်းမြတ်ပါတယ်တင်းအပေါ်မှာဆိုပြီးတော့၃ချိန်ဝန်ခံရအောင်တင်းနှစ်သုံးဘုရားရှင်ကောင်းမြတ်ပါတယ်တင်းအပေါ်မှာဘုရားရှင်ကောင်းမြတ်ပါတယ်တင်းအပေါ်မှာဘုရားရှင်ကောင်းမြတ်ပါတယ်တင်းအပေါ်မှာအာမင်ဘီနာကလူတွေပြောပါအောင်အရှင်လက်လက်တွေ့ရတာဝမ်းသာတယ်လို့ဟုတ်တယ်နော်ကျွန်တော်တို့အသက်ရှင်နေလို့ကျွန်တော်တို့တွေ့ရတာဖြစ်တယ်အာမင်အခုချိန်မှာပေါ့နော်ကျွန်တော်တို့ဒီမြန်မာအစီအစဉ်ပေါ်မှာပေါ့နော်မဟုတ်ပါဘူးမြန်မာအစီအစဉ်မှာပထမဦးဆုံးပေါ့နော်လာရောက်ပါဝင်ပါတယ်ဆိုတဲ့ညီကိုမောင်နှမများရှိခဲ့လို့ရှင်ရှိတဲ့နေရာကနေမတ်တရပြီးပါလို့ကျွန်တော်တောင်းဆိုချင်တယ်ရှိမလားကျွန်တော်တို့ကြိုဆိုချင်တာဖြစ်တယ်မရှိဘူးဆိုရင်ကျွန်တော်တို့ဆရာတွေနော်ဆရာနဲ့ပါလာတဲ့တငယ်ချင်းတွေပေါ့နော်မတ်တရပြီးပါဟုတ်ပါတယ်မမိပါဘူးနော်မမိပါဘူးကဲကျွန်တော်တို့ဆရာခဏနေကြဆရာအပိဆောင်ပေါ့နော်မက်ဆေ့ပေးပါကျွန်တော်မက်ဆေ့မဆိုလို့ဘာနော်ကျွန်တော်တို့ပြီးနေကြအတိုင်းပေါ့နော်ဘုရားသားသမီးများဘုရားရှင်ကောင်းချီးပေးပါစေဆိုပြီးတော့၃ချိန်ပြီးရအောင်တင်းနှစ်သုံးဘုရားသားသမီးများဘုရားသခင်ကောင်းချီးပေးပါစေဘုရားသားသမီးများဘုရားရှင်ကောင်းချီးပေးပါစေဘုရားသားသမီးများဘုရားရှင်ကောင်းချီးပေးပါစေအာမင်ပြန်ထိုင်လို့ရပါပြီဒီနေရာမှာပထမအဦးဆုံးဆိုပေမဲ့နောက်နေ့ဆိုရင်တော့လူတစ်မဟုတ်တော့ဘူးเนาะအိမ်ရှင်ဖြစ်သွားပြီပါအခုကလေးကအိမ်ရှင်ဖြစ်သွားပြီဆိုတဲ့အကြောင်းကိုကျွန်တော်ပြောချင်တယ်အခုကျွန်တော်တို့ဘာနော်ပြောမွေးနေတဲ့ချိန်မှာပေါ့เนาะကျွန်တော်တို့ဘုရားအတွက်အလိုငွေကောက်ခံမဲ့အချိန်ဖြစ်ပါတယ်ကောက်ခံဖြစ်ဖို့ရအတွက်နေကိုမောင်နှမများပေါ့လာရောက်ပြီးတော့ဆမ်မပါစတာဂျင်းတို့အပြီးတော့မနော်စကပ်ပေးဖို့ရတဲ့ကျွန်တော်တို့တောင်းဆိုချင်တယ်တချင်းစီမလားမသိဘူးနော်အော်ထန်းတော့တခါတည်းသူတို့လက်ခုပ်တီးပြီးတော့ကျူဆူကြရအောင်ကျမတို့ဘုရားသခင်ပေးတဲ့ကောင်းချီးများထဲကနေပေါ့နော်
ပြန်ရှင်အတွက်ကျမတို့ကျေးဇူးတင်တဲ့အနေနဲ့ကျမတို့ဘေကံလိုရန်ကြမဲ့လူတော်ငယ်များကိုကျမတို့ကိုယ်တိုင်စက္ကန့်အနက်လက်ပေါ့နော်ပြန်ရှင်ထံမှာကျမတို့စက္ကန့်ရအောင်ကျေးဇူးရှင်ဖဖျားကိုရဲ့ကျေးဇူးတော်နာမတော်ကိုချီးမွမ်းပါ၏ကိုရှင်ပေးတဲ့ကျမ်းမာခြင်းကိုရှင်ပေးတဲ့ကောင်းချီးမြတ်အတွက်ကိုကျေးဇူးတင်တယ်ဒီကနေ့မှာကိုရဲ့မျက်မှောက်တော်ထဲသို့ဒါတို့သမီးတို့ကိုပို့ဆောင်လျက်ကိုရှင်ရဲ့နာမတော်ကိုချီးမွမ်းယုံတင်မကအခုချိန်မှာကိုရရှင်ပေးတဲ့ကောင်းချီးများထဲကနေကိုရဲနိုင်ငံတော်အတွက်လည်းပြန်လဲပါဝင်ရမယ့်လူတော်ငယ်များကိုကိုရှင်ပင်စင်ပေးတဲ့အတွက်ကြောင့်ယေရှုတော်ကိုချီးမွမ်းပါ၏ဘေကံလူရန်ကြမဲ့အရောက်စတဲ့တက်တာကိုကိုရှင်ဖပြကောင်းချီးပေးတော်မူပါဤကဲ့သို့ဘေကံလူရန်ခြင်းအဖြစ်တက်တာထဲမှာကိုရဲရဲ့ယေရှုတော်နာမတော်ကိုပုံမပြီးတော့ချီးမွမ်းရတော်ခွင့်နဲ့ကိုရှင်ပေးတဲ့ကောင်းချီးများကိုပုံမပြီးတော့ရည်သွဲရတော်ခွင့်ကိုရှင်ဖပြပေးသနာတော်မူပါဤလူတော်ငယ်များတုံးပြတဲ့နေရာမှာခရစ်ရှင်ဘုန်းတော်ထင်ရှားဖို့အတွက်ခရစ်ရှင်ဖြစ်စေပါမည်ဖြစ်စေပါမည်အကြောင်းယေရှုတော်နာမတော်ကိုချီးမွမ်းရင်ယေရှုနာမနဲ့ဆုတောင်းလက်စက္ကန့်နံပါ၏ချ
လုံငွေအဖြစ်ဒါလကောင်းဂုံတော်ချီးမွမ်းပေးတဲ့ထံတော်အပေါ်မှာဘုရားသခင်အားလုံးအပေါ်မှာဘုရားသခင်ကောင်းချီးပေးပါစေအခုချိန်မှာပေါ့နော်ကျွန်တော်တို့ဒီတနာကျမ်းစာရမယ့်အချိန်ဖြစ်ပါတယ်အားလုံးမတ်တပ်ပြီးတော့ကျွန်တော်တို့ကြိုဆိုကြရအောင်ကျွန်တော်ကျမ်းစာရမယ့်ဒီတနာဒီကျွန်တော်အသက်ဖြစ်တယ်ဆိုတော့၃ချိန်ဝန်ခံရအောင်ရမလားโอเคတင်းနေတော့ကျွန်တော်ကျမ်းစာရမယ့်ဒီတနာဒီကျွန်တော်အသက်ဖြစ်တယ်ကျွန်တော်ကျမ်းစာရမယ့်ကျွန်တော်အသက်ဖြစ်တယ်တန်စင်တော်ဝိနေတော်နဲ့ဆရာအတော့ပြမဲ့ဆရာကိုလက်ခုပ်တီးပြီးတော့ကြိုဆိုကြရအောင်ကြိုဆိုကဲခဏလေးဆုတောင်းကြအောင်မြင့်မြတ်ဆုံးနေတော်မူသောထာဝရအဖအဖျားသခင်ကိုရောပြင်ဆင်ပေးတဲ့အတွက်ဤချိန်နာရီအတွက်နာမတော်ကိုချီးမွမ်းပါ၏ဂုဏ်တော်တခြင်းများကိုတည်ဆိုပြကြတဲ့အခါမှာကိုရောရှင်ထံမှလာတော့နှုတ်ကပတ်တော်ကိုဆင်ခြင်နှလုံးသွင်းရမယ့်အချိန်ဖြစ်ပါ၏ဝိညာဉ်တော်ဖျားကျွန်ုပ်၏နှုတ်စာပစကိုအသုံးပြုလျက်ဖွင့်ပြတော်နှုတ်ကပတ်တော်သည်ကျွန်တော်တို့အရောက်စီတိုင်းအတွက်တီဆောက်စရာဖြစ်စီတော်မူပါမည်အကြောင်းအသက်တာနဲ့အချိန်နာကြီးနှုတ်ကပတ်တော်ဝင်ငှခြင်းကိုလက်တော်နဲ့ဆက်ကအနံ့ချတဲ့အခါမှာတည်ခြင်းကိုအောင်လျက်ရှင်ပြန်ထားမြောက်တော်မူတော့ယေရှု၏မြတ်တော်နာမကိုအမိပြု၍ဆုတောင်းပသနာပြုကြပါ၏ဖဖရာသခင်အာမင် thank you ထိုင်ကြပါပြီစေဥစွာဒီအချိန်နာကြီးကိုပြင်ဆင်ပေးတဲ့ဘုရားသခင်ရဲ့နာမတော်ကိုချီးမွမ်းပါတယ်ဆက်ပြီးမှဤချီနေဤအချိန်နာကြီးဒီမှာရှိတဲ့ဓမ္မမိတ်ဆွေများအားလုံးရဲ့ရှိမောက်မှာမတ်တရပြီးတော့တက်တေခံဖို့အခွင့်အရေးကိုရရှိဖို့ရန်ပြင်ဆင်ပေးတဲ့ဆရာတော်များတင်းတော်လူကြီးများနဲ့ဒီနှုတ်ကပတ်တော်ကိုကြားနာဖို့ဘုရားသခင်မြတ်ကိုဝတ်ပြုကိုးကွယ်ဖို့ဒီမှာတက်ရောက်လာကြတဲ့ယုံကြည်သူအားလုံးအပေါ်မှာထလောင်း၍ဝမ်းမြောက်ဝမ်းသာဖြစ်ကြောင်းပြောချင်ပါတယ်။ဆောစွာတဘာပတိယနည်းနည်းလေးပြောသွားသလိုကျွန်တော်အရင်ဆုံးမိတ်ဆက်ပါမယ်။ကျွန်တော်နာမည်ကတော့ထောင်းလွန်လို့ခေါ်ပါတယ်နော်။ကျွန်တော်ရဲ့ဇာတိကတော့တမူးပေါ့။တမူးဖြစ်တယ်1998ခုကနေရန်ကုန်စမ်းချောင်းမှာပဲနေပြီးတော့ဒီနေ့ထိတိုင်အောင်ရန်ကုန်မှာပဲနေပါသေးတယ်ကျွန်တော်ရဲ့ချစ်ချင်ကြီးတွေကလည်းလွန်ပါပဲသူကလည်းဆီယမအော့ငိုက်လွန်ဖယားတခင်ကနာမည်အဆုံးလွန်ဦးကိုတွေ့ဆုံစီတာဖြစ်ပါတယ်နော်ဒါကြောင့်မို့သူကလည်းလွန်ဖြစ်ပါတယ်ကျွန်တော်လည်းလွန်ဖြစ်ပါတယ်ဖယားသခင်ပေးတဲ့သားသမီးယောက်ျားလေး2ယောက်နဲ့အမျိုးသမီး1ယောက်ရှိပါတယ်ကျွန်တော်တို့ကတော့အားလုံးက VIP ပေါ့တားအကြီးဆုံးဆိုလဲငါအကြီးဆုံးกว่าအဲ့ဒီစိတ်ကရှိပါတယ်အငယ်ဆုံးဆိုရင်ငါအငယ်ဆုံးအထွေဆုံးလေးกว่าရှိတယ်အလေမရှိတဲ့သမီးကလည်းကျွန်တော်ကတူးတီးတော့သမီးဖြစ်ပြန်ရောချစ်စနီးရတော့နားလေပြီးသားပဲเนาะကျွန်တော်ကတော့အားလုံးက VIP ကြီးတွေပါအဲ့ဒီတော့ဘုရားသခင်ရဲ့လမ်းပြမှုပို့ဆောင်မှုအကြောင်းကျွန်တော်ရဲ့သားအကြီးဆုံးကတော့ဒီမလေးရှားဒီမာလာကာဆိုလာမတိပါဘူးကျွန်တော်လည်းမရောက်ဘူးသေးပါဘူးအဲ့ဒီမာလာကာဟုတ်ပါလားမာလာကာမှာရှိပါတယ်သူကတနေ့ကြောတနေ့ခွဲလောက်ရှိပါပြီဒီတစ်ခေါက်ခရီးဒီကိုလာခဲ့တာလဲကျွန်တော်ရဲ့သားနဲ့လည်းတွေ့ကြည့်လို့လာခဲ့တာပါဘုရားသခင်လမ်းဖွင့်ပေးတာဖြစ်ပါတယ်ပြီးတော့ရန်ကုန်မှာ2008ခုနှစ်ကနေစပြီးတော့ဘုရားသခင်ရဲ့လမ်းပြမှုဥဆောင်မှုအပြင်အသင်းတော်တစ်ပါးစတင်နိုင်ခဲ့ပြီးတော့ခုခေတ်နှစ်ချင်းအသင်းတော်ဆိုပြီးတော့ကျွန်တော်တို့အသင်းတော်က19နှစ်ပြည့်ပြီးပါပြီကျေးဇူးတော်ကြောင့်ပဲဖခင်ကြောင့်တော့မရှိသေးဘူးဘာကြောင့်ကျေးဇူးတော်လို့ပြောတာလဲဆိုတော့ဖ
ဖះကိုပို့ပြီးအားကိုးရတယ်ဖះเจ้าမရှိသေးတော့နော်ဒါကြောင့်မို့လောလောဆယ်တော့ရန်ကုန်ဗိုလ်တထောင်မှာရှိတယ် YMCA အခန်းကိုငှားပြီးတော့ဝတ်ပြုကိုးကွယ်ကြပါတယ်ပြီးတော့1998ကနေစပြီးတော့ဒီနေ့ထိတိုင်အောင်ဓမ္မတက္ကသိုလ်ဓမ္မ college မှာပေါ့နော်နှုတ်ကပတ်တော်ကိုသင်ကြားပေးခဲ့တာဖြစ်ပါတယ်ခုလည်းပြန်တော့ရင်ဆက်ရမှာပါပဲနော်ထိုနည်းသူကျွန်တော်တို့ကိုလိုက်ပို့ပေးပြီးတော့ကျွန်တော်တို့အတွက် guide လုပ်ပြီးတဲ့နွားသူ့အပေါ်မှာလည်းထလောင်းကြီးဝမ်းမြောက်ဝမ်းသာဖြစ်ပါတယ်သူ့စီရောက်လာတော့ကျွန်တော်ဒီနေ့တည်းကိုကောင်းကောင်းလေးပြုစုပေးတယ်ပြီးတော့ဖះเจ้าမလာခင်ကျွန်တော်တို့လင်မယားကိုလည်းကောင်းကောင်းလေးသမင်းဆံပြုတ်စက်သားဆံပြုတ်နော်တိုက်ပြီးတော့လာခဲ့တာပါနွားမြေအပေါ်မှာလည်းအထူးပဲဝမ်းမြောက်ဝမ်းသာဖြစ်ပါတယ်အဲ့ဒီတော့ဆောဆောကတဘာပတိပြောသလိုကျွန်တော်တို့ပထမဆုံးအချိန်ရောက်လာတယ်ဆိုပြီးမြဲဒီဖះเจ้าဝင်လာပြီးယုံကြည်သူများအားလုံးရဲ့ချီးမွမ်းခြင်းစိတ်နှလုံးကပြေဝါနဲ့ချီးမွမ်းခြင်းဒီတွေ့ရတဲ့အခါကျတော့ကျွန်တော်တို့အားလုံးပါ feel at home ဖြစ်သွားပါပြီကျွန်တော်တို့အတင်းတော်လိုပဲသဘောထားပြီးတော့ခံစားရပါတယ်လို့နော်ပြောပြခြင်းပါတယ်ဖယားသခင်အလိုတော်ရှိလို့ဆိုရင်အကြာကြီးနေဖို့တော့ကျွန်တော်တို့မစင်စားပါဘူးအောက်တိုဘာ15ရက်နေ့လောက်ဆိုတော့ပြန်ဖို့တော့စဉ်းစားထားပါတယ်ဒါကိုဆူတောင်းပေးကြပေးဖို့တော့နော်ကဲလေချင်းလို့ထွတ်မလို့ဗမာလို့ထွတ်မလို့နဲ့ငါလဲတော်လေရချမ်းမှာရောက်နေတော့နော်တခါချင်းလို့ကထွက်ချင်နေပြီ service က Burmese service ဆိုတော့လေခဏညအနေငယ်ကျွန်တော်တို့အားလုံးကသူတကွဆင်ချင်းပြီးတော့နှလုံးသွင်းပြီးတော့ခွန်အားယူဖို့ရွေးချယ်ထားတဲ့ကြံပရတော့ထွတ်မြောက်ရာကျမ်းအခန်းကြီး၄ဖြစ်ပါတယ်ထွတ်မြောက်ရာကျမ်းအခန်းကြီး၄အပိုက်ငယ်နှစ်ကိုဖတ်ပါမယ်ထွတ်မြောက်ရာကျမ်းအခန်းကြီး၄အပိုက်ငယ်နှစ်မှာထာဝရဘုရားကလည်းတင်းရင်လိုက်နေအဘယ်အရာရှိသနည်းဟုမေးတော်မူလျင်လှန်တန်ရှိပါ၏ဟုလျှောက်၏ထပ်ပြီးဖတ်ပါမယ်ထာဝရဘုရားကလည်းတင်းရင်လက်၌အဘယ်အရာရှိသနည်းဟုမေးတော်မူလျင်လှန်တန်ရှိပါ၏ဟုလျှောက်၏အရောက်ရှိတဲ့ဘုရားသခင်ကောင်းချီးပေးပါစေကျွန်တော်တို့ဖတ်ကြတဲ့ဒီကြမ်းချက်လေးရတိုးလေးနဲ့အမတမအဓိပ္ပာယ်ကျော်ရတဲ့ကြမ်းချက်လေးပါကြမ်းချက်လေးကတူပေမဲ့ဒေသနာတူတဲ့အဓိပ္ပာယ်တော့မဟုတ်ပါဘူးနော်ဒါပေမဲ့ဆရာကအတွေ့အကြုံလည်းရှိပါတယ်ဒီအချိန်ဒီခေတ်မှာဟောရှိလို့ရင်ပရိသတ်တွေကမောရှိလို့တယ်ဆိုတော့ဆရာလည်းသိပြီးသားပါတော့အဲ့ဒီတော့ဘာဖြစ်ဖြစ်ဒီကြမ်းချက်လေးကိုခြေပြုတ်ပြီးတော့ခဏလေးအခြေအနေငယ်ယူပြီးတော့ခွန်အားပေးခြင်းတာဖြစ်ပါတယ်ထာဝရဘုရားကမောရှိကိုလာတွေ့ပြီးတော့မင်းရဲ့လက်ထဲမှာဘာရှိတယ်လဲဆိုပြီးမေးတဲ့အခါမှာတောထဲမှာမြို့ထဲမှာမဟုတ်ဘူးတောထဲမှာတရိษံနေနဲ့အချိန်ဖြုံးပြီးတော့တောတောင်ဒီမှာလေပတ်နေတဲ့မောရှိကလှန်နာပဲရှိပါတယ်ကိုရောသူ့မှာပိုင်ဆိုင်သမျှသူ့မှာရှိသမျှသူအဖော်ပြုတ်ခဲ့သမျှအရာဟာလှန်နာဖြစ်ပါတယ်ကိုရောဆိုပြီးတော့စိတ်နှလုံးသားထဲကနေဝန်ခံတဲ့ကြမ်းချက်လေးဖြစ်ပါတယ်ဒီကနေ့တကယ်လို့များထာဝရဘုရားသခင်ကကျွန်တော်တို့နဲ့ထိတ်တိုက်တွေ့ပြီးတော့လက်ထဲမှာဘာရှိတယ်လဲလို့မေးလိုက်ရင်ကျွန်တော်တို့ဘယ်လိုဖြေမလဲတချို့တွေကတော့ handphone ပေါ့နော်အမျိုးဖြေကြမှာတော့သိကြတယ်ဒါပေမဲ့မောရှိကလှန်တန်ရှိပါတယ်သူပြောတာကသူ့မှာရှိသမျှအရာဖြစ်ပေမဲ့ဒီလှန်တန်ကမောရှိအတွက်ဘယ်လိုအဓိပ္ပာယ်မျိုးကိုပုံဆောင်တယ်လဲဆိုတာအသက်တာအတွက်နော်သင်ငန်းစာလေးနဲ့တူလေးနဲ့ဆရာဝေငှချင်တာဖြစ်ပါတယ်
ဒီမောရှိရဲ့လက်ထဲမှာကိုင်နေတဲ့လှန်တန်ကပထမဆုံးသူ့ဘဝကိုဘယ်လိုပုံဆောင်တယ်လဲဆိုတော့သူ့ရဲ့ identity ပေါ့နော်သူ့ရဲ့ဖြစ်တည်ရာလောလောဆယ်အခြေအနေကိုပေါ်ပြတဲ့လှန်တန်ဖြစ်ပါတယ်ဒီလှန်တန်ဆိုတာကသူ့ရဲ့ဖြစ်တည်ရာဘယ်လိုပေါ်ပြတယ်လဲဆိုတော့သူကတိုးထိန်ဖြစ်တယ်မြို့လေကောင်မှာတိုးရင်းဆိုတာမရှိဘူးတိုးထဲမှာတိုးထိန်တာနော်သူ့ရဲ့ယက်တီချက်သူ့ရဲ့ယက်တီရာဖြစ်တဲ့တိုးထိန်ဆိုတဲ့အမတ်အသားကိုပေါ်ပြတဲ့အရာဖြစ်ပါတယ်ဖျားသခင်ကမောရှိကိုအမတမသူ့ရဲ့အဖြေကြားမှုအပေါ်မှာဖျားသခင်နှစ်သက်တာကပါလဲဆိုတော့မောရှိကသူ့ရဲ့စိတ်နှလုံးဖြူစင်တဲ့စိတ်နှလုံးနဲ့သူ့မှာဖြစ်တည်အဖြစ်ကိုအဖြစ်အတိုင်းဝန်ခံပြီးတော့ပြောတာကဘုရားသခင်အရာနှစ်သက်တဲ့အရာဖြစ်တယ်အခုခေတ်မှာကြတော့ကျွန်တော်တို့လူသားတွေဟာအချင်းချင်းစကားပြောတယ်ဆိုရင်တော့ဒီကပြောတဲ့စကားနဲ့အแทမှာစဉ်းစားတာနဲ့ပြီးတော့လက်တွေ့လောက်ကြတာနဲ့တခြားစီပဲများတယ်နော်ယောသားမှုဆိုတော့ကအင်မတန်မှရှားပါတဲ့အရာဖြစ်သွားပြီခင်ဗျဘာရဖြစ်ဖြစ်ခဏရဖျားသခင်ကတော့ကျွန်တော်တို့ဘယ်လိုအခြေအနေမှာရတည်တယ်လဲဘယ်လိုအဖြစ်မျိုးမှာရတည်တယ်လဲလက်ထဲမှာဘာတွေကိုစောက်ကင်ပြီးတော့ဘာတွေကိုလက်ဆွဲပြုတ်တယ်လဲတူနဲ့တူခြင်းမတူမယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့နှလုံးသားထဲကနေကျွန်တော်တို့ရဲ့ဖြစ်တည်ရအမှန်အကန်ဘုရားသခင်ကြားချင်ပါတယ်မောရှိရဲ့ဘဝကျွန်တော်တို့အားလုံးသိပြီးသားပါသူဖွားမြင်ခဲ့တဲ့အချိန်ကာလကတော့ကျွန်တော်တို့စိတ်အိမ်မက်ထဲမှာမဲ့ရင်တောင်မှအိမ်မက်ဆိုးလို့ပြောရလောက်အောင်အချိန်နေအမတမ်းမှဆိုးွားတဲ့အချိန်မှာဖွားမြင်လာခဲ့တာဖြစ်တယ်ဟဲဘဲလူမျိုးတွေအမျိုးသမီးဟဲဘဲအမျိုးသမီးတွေကလေးဖွားလို့အမျိုးသားဆိုရင် Nile River ထဲမှာစွန့်ပစ်ဖို့ဘယင်ကြီးကအမိန့်ထုတ်တဲ့အချိန်ခင်ဗျနော်အမျိုးသမီးဆိုတော့ထားအမျိုးသားဆိုတော့မြစ်ထဲမှာပြစ်ချလိုက်ဒါဘယင်ရဲ့အမိန့်ဗျအဲ့ဒီချိန်မှာမောရှိကဖွားမြင်လာတာဖွားတဲ့အခါမှာသူ့အမေယောချစ်ဘက်ကကြီးတဲ့အခါကျတော့သူ့ရဲ့သားမောရှိဟာအင်မတန်မှချစ်စရာကောင်းတဲ့သားဖြစ်တယ်သားကတော့ကိုယ့်သားသမီးကတော့မချစ်တဲ့လူတော့မရှိပါဘူးเนาะအားလုံးချစ်ကြတာပါပဲထိုနည်းသူပဲသူ့ရဲ့မိခင်ဖြစ်တယ်ယောချစ်ဘက်ကလည်းသူကျမရဲ့သားဖျားပြီးတဲ့သားအင်မတန်မှရုပ်ကလည်းလှလိုက်တာချစ်စရာကောင်းလိုက်တာငါဘယ်လိုလုပ်ဒီသားဒီလောက်ချစ်စရာကောင်းတဲ့ချစ်ဖို့ကောင်းတဲ့သားကိုမိထဲမှာဘယ်လိုလုပ်ဆွန့်ပစ်မလဲဖယားသခင်ကိုတိုင်တည်ပြီးတော့ဖယားသခင်ကိုယုံကြည်ခြင်းနဲ့ပဲလှည့်ဝဲစွာကြွေးမွေးခဲ့တယ်3 လလောက်ရှိတဲ့အခါကျတော့ကလေးကနှုတ်ပိတ်လို့မှမရတော့တာငိုလာတော့မှလေငိုလာတော့မှ3 လလောက်ဆိုတော့အေးကိုလာရင်ဘယ်လိုမှလှည့်ဝဲထားလို့မရတော့ဘူးအဲ့ဒီအခါကျမှအတူချုံလေးနဲ့ပြောတာပါနော်အဲ့မြစ်ထဲမှာချင်းတောင်းလေးနဲ့တေးသေးချလုံချုံအောင်လုပ်ပြီးတော့ထားတဲ့အခါကျတော့ဖာရောဘုရင်ရဲ့သမီးကတွေ့သွားတာဒါသူ့ရဲ့တမိုင်းအချင်းချုပ်အဲ့လိုနဲ့မိခင်တူရဲ့လက်ထဲမှာကြီးထွားလာတာမဟုတ်ဘဲနဲ့ဖယားသခင်ကမိခင်နှစ်ပါးရဲ့လက်တော်နဲ့မောရှိကိုကြီးထွားစီတယ်ဒုတိယမိခင်ရဲ့လက်ထဲကနေဖယားသခင်ကမောရှိကိုအခွင့်အရေးအင်မတန်မှထူးခြားတဲ့လူတိုင်းမရတဲ့စိတ်ကူးရင်တောင်မှစိတ်ကူးရင်များတော့ပဲဖြစ်ပြီးတော့လက်ရမဆုံးမိနိုင်တဲ့အခွင့်အရေးတွေကိုဘုရားသခင်ကပေးတယ်အီဂျစ်မှာရှိတဲ့ပညာအဆုံးသူကတင်လာခဲ့တယ်သူ့အတွက်အီဂျစ်မှာဆက်ပြီးတင်စရာဆိုလို့ပညာမရှိတော့အဲ့ဒီအချိန်တုန်းကအီဂျစ်နိုင်ငံဆိုတာအခုအချိန် USA နိုင်ငံလိုမျိုးပေါ့နော်တကယ်ဦးထိပ်အထိပ်မှာရှိတဲ့နိုင်ငံလေးအီဂျစ်နိုင်ငံကရှေးဝါနဲ့ပတ်သက်လာရင်လည်းအီဂျစ်ကတကယ်နာမည်ကြီးပဲ
လက်မှုပညာအမှုပညာနဲ့ဆိုရင်လည်းနာမည်ကြီးအစစရရမှာအင်မတန်မှနာမည်ကြီးတယ်အီဂျစ်နိုင်ငံမှာပညာစုံလင်းသင်ကြားလာခဲ့တာဖြစ်တယ်သူ့မိခင်ကတာသင်ဟာဟဲ့ဘဲလူမျိုးဖြစ်တယ်ဆိုတာမမေ့နဲ့ကောင်းကောင်းလေးနှလုံးသားထဲမှာတွင်ပေးထားတာရှိတယ်သူဆက်ပြီးသင်ရမယ့်ပညာလဲမရှိတော့ဘူးကဲငါအမျိုးတွေအတွက်ငါနည်းနည်းပါးပါအခုအနေလှုပ်ရှားတော့မယ်ဆိုပြီးစုတောင်းပြီးတော့ဆိုတာတွေမပါတော့ဘူးငါလူမျိုးတွေအတွက်ငါစပြီးအလုပ်လုပ်မယ်ငါကအရင်ဆုံးလာတဲ့အခါကျတော့အီဂျစ်လူမျိုးတူတဲ့တာတတ်နိုင်ခဲ့ပြီးတော့ဝန်တဲ့ဖြစ်ပြီးထွက်ပြေးသွားတာထွက်ပြေးပြီးတော့မီဒီယာနိုင်ငံမှာနှစ်ပေါင်း40မြို့ပေါ်မှာမဟုတ်တော့ဘူးခင်ဗျတော်ထဲမှာတရိษာနေနဲ့အတူနေတာအဲ့ဒီအချိန်မှာဘုရားသခင်ကတွားပြီးတော့မောရှေကိုတွားခေါ်တာဖြစ်တယ်ကဲနံပါတ်1ကဘာလဲဆိုတော့မောရှေရဲ့ဘဝမှာသူ့လက်ထဲမှာကိုင်းတဲ့လန်တန်ကဘာကိုဖော်ပြတယ်လဲဆိုတော့ငါဘဝဟာတကယ်ဖြစ်စီမှုနဲ့ကြက်သေးမှုနဲ့ခက်ခဲမှုနဲ့ပြီးဆုံးနေတဲ့ဘဝပါလားဒါလေးကိုလက်ဆုပ်ပြီးတော့အဲ့ဒီအတွေ့အခေါ်အဲ့ဒီအကြောင်းအရာတွေဟာမောရှေကိုခြေနှောင်းထဲမှာညက်လောင်ထားသလိုအဲ့ဒီခက်ခဲပြဿနာတွေကမောရှေကိုထိန်းချုပ်ထားတာအဲ့ဒီအချိန်မှာဘုရားသခင်လာပြီးတော့မောရှေမင်းရဲ့လက်ထဲမှာဘာရှိတယ်လဲကိုတော့ကျွန်တော်ဘဝကိုချုပ်တီးနိုင်တဲ့ကျွန်တော်ရဲ့ဘဝကိုဖိစီးခဲ့တဲ့ကျွန်တော်ရဲ့ဘဝကိုလူတော်ထဲမှာနေလို့မရအောင်ထိန်းချုပ်ထားတဲ့ဒီပြဿနာတွေနဲ့ကျွန်တော်ရုန်းကန်နေရပါတယ်ဒါကိုဘုရားသခင်ရှင်ဖွင့်တာဒီကနေ့ဒီမှာရှိတဲ့ဓမ္မမိတ်ဆွေများကျွန်တော်တို့အားလုံးဘဝမှာမယုံကန်တဲ့လူဆိုတော့မရှိပါဘူးတနည်းသဖြင့်နဲ့ယုံကန်နေကြတာပါပဲဒါပေမဲ့ပြဿနာကဒါမှမဟုတ်လေထွက်လာတဲ့အဖြေကကွာခြားရတဲ့အကြောင်းရင်းကဘာလဲဆိုတော့တခါကျရင်ကျွန်တော်တို့ခံစားနေရတဲ့ကျွန်တော်တို့ဖြတ်တန်းနေရတဲ့ကျွန်တော်တို့ယုံကန်နေရတဲ့ဒီအရာတွေကကျွန်တော်တို့ဘဝကိုထိန်းချုပ်ထားတဲ့အခါမှာအဲ့ဒါမှပြဿနာဒါကြောင့်မို့နံပါတ်1ဒီခဏညကျွန်တော်တို့ရဲ့ဘဝမှာကျွန်တော်တို့ရဲ့လက်ထဲမှာဘာကိုစုပ်ကင်နေတယ်လဲဘယ်လိုအခက်ခဲမျိုးရှိတယ်လဲဘယ်လိုလိုအပ်ချက်တွေရှိတယ်လဲဘယ်လိုပြဿနာတွေရှိတယ်လဲကျွန်တော်တို့ချီးမွမ်းပြီးပြီလေဖယားတကယ်တော့အရာအလုံးဖြစ်နေတယ်ဆိုတာချီးမွမ်းကြတာပဲအဲ့ဒါဒီနဲ့ဖယားတကယ်စီလာခဲ့ဖယားတတ်နိုင်တယ်ကျမ်းစာထဲမှာဓမ္မဟောင်းကျမ်းစာထဲဖတ်တဲ့အခါမှာဖယားတခင်ကသူ့ကိုယ်သူထင်ရှားဖော်ပြတဲ့အခါမှာအာဗြဟံရဲ့ဖယားအိုက်ဇက်ရဲ့ဖယားယာကုပ်ရဲ့ဖယားမကြာခဏတွေ့ရပါတယ်ယာကုပ်အကြောင်းနည်းနည်းလေးပြောယာကုပ်ကတကယ်လူအနေနဲ့ပြောရမယ်ဆိုရင်တကယ်ကောက်ကြည့်စင်းလဲတာဗျာနော်သူ့ကိုအဲတော့ကသူကမုတ်ဆိုးသမားလေအမဲလေသွားရင်းနဲ့ဘိုက်ပြားနေအောင်ဘိုက်စာပြီးပြန်လာတဲ့အခါမှာဒါကိုခွင့်ရင်းနဲ့ယူပြီးတော့သူ့ချက်ထားတဲ့စံပြုတ်လေးအနံ့လေးကိုသူ့အဲတော့ကိုရခိုင်းအမလေးဘိုက်စာလုံးလို့ဘိုက်ပြားပြီးတော့လာတဲ့သူ့ကိုကလည်းဒီအနံ့ကိုခရတဲ့ခါကျတော့မနေနိုင်တော့ဘူးဟာငါကြီးငါဘိုက်စာလို့တည်တော့မယ်ဥရိယပြားကုန်ပြီကျွန်တော်ကိုကြွေးပါအောင်ဘယ်ရမလဲမင်းရဲ့တာဦးတူအရာအဲ့ဒါငါ့ကိုပေးမှကြွေးမယ်လက်တလောအဲ့တော့ဟာငါအခုဒီလောက်တော့ပိုက်စားနေတဲ့ငါဒီအရာတွေဘာလို့တော့မှလဲလောဆယ်ငါအသက်ရှင်ဖို့လိုတယ်ဆိုပြီးတော့သူ့ဟာသူဆုံးဖြတ်တဲ့နေမှာပေါ့ကဲယူကွာဆိုပြီးစားလိုက်တာနိုင်ဝက်လောက်ခံမဲ့အစားအစာနဲ့
ဖယားပေးထားတဲ့ဖယားချီးမြှင့်ထားတဲ့အမွေကိုလဲလေတာလေအလောက်ထိတော့မှစင်လဲလို့ပြောလူအနေနဲ့ပြောတာနော်ကောက်ကြည့်ပြီးတော့စင်လဲပြီမယ်တနေ့အခါကျတော့ဖယားတကယ်နဲ့တွေ့ပြီးတော့ဖယားတကယ်မင်းနာမည်ပါလေယာကုပ်ပါယာကုပ်ဆိုတာသူတပားကိုလက်အဖျားသူကောက်ကြည့်စင်လဲသူအဲ့ဒါသူ့ရဲ့အတိတ်ပဲဖယားတကယ်ကိုပွတ်ပွတ်လေးလေးနဲ့ပြောလိုက်တယ်။အော်ကိုရောကျွန်တော်ဟာယာကုပ်ဆိုတဲ့အကိုကိုရောမွေဖွားမြေလာခဲ့တဲ့မိဘနှစ်ပါးကိုပါလက်ဖျားပြီးတော့တဝေချိုးနေတဲ့ယာကုပ်ပါပွတ်ပွတ်လေးလေးနဲ့ပြောတာလေဖယားတကယ်ကောင်းကြီးပေးတာဒီကနေ့ဖယားတကယ်ကကျွန်တော်တို့အားလုံးကိုကစီနေတဲ့ဖယားမဟုတ်ဘူးဗျမေပေါ်မေအောင်မရှိတဲ့အရာအားလုံးရေပေါ်ရေအောင်မရှိတဲ့အရာအားလုံးဖယားပိုင်ဆိုင်တဲ့အရာတွေဖြစ်တယ်ဒါဆိုရင်ဘာလို့ငါတို့ဖယားသားသမီးတွေကသူများလည်းအောင်မလုံနေရတာလဲဘာလဲဒါတော့ဖယားသူ့ကိုကြံစည်နေသူတော့ရှိမှာပေါ့ဒါပေမဲ့များတော့အားဖြင့်ကျွန်တော်တို့ကဖယားတခင်ကိုမပွင့်လင်းတာမယိုးသားတာမကိုးစားတာမယုံကြည်တာအများကြီးပဲပြောမယ်ဆိုရင်နော်အဲ့ဒါဒီအကြောင်းကိုကျွန်တော်တို့ဖယားတခင်ကျွန်တော်တို့အတွက်ကြံစည်ထားတဲ့ကောင်းကြီးရတင်တလောက်မရတဲ့အားတွေလည်းအများကြီးရှိပါတယ်ဒါကြောင့်မို့နံပါတ်1မောရှိယတည့်ရလက်ထဲမှာအပေအရာရှိတဲ့နည်းဆိုတော့ကိုရောကျွန်တော်ရဲ့လက်ထဲမှာဒီလှန်တာလေးရှိပါတယ်တစ်ချိန်လုံးကprince ဘောနော်ဘယင်ဖြစ်ပြီးတော့နားတော်ထဲမှာနေခဲ့ပြီမယ်အခုကျွန်တော်ဘဝကတော့ဒီလှန်တာလေးနဲ့တော်ထဲမှာတရိษံနေနဲ့ပဲအချိန်ကြီးဖြုံးနေရတဲ့ဘဝဖြစ်ပါတယ်လှန်တာဖြစ်ပါတယ်လို့ဝန်ခံတာဒီကနေ့ညကျွန်တော်တို့ဝန်ခံဆရာရှိသလားတရားနဲ့ကြောက်မေးရင်တော့မရှိဘူးလို့ပြောကြမှာတေချာတယ်ဘုရားသခင်ကတည်တယ်နံပါတ်1နံပါတ်2ကိုယ့်အကိုတည်တယ်ခင်ဗျာဒီတော့ဒီညဘုရားသခင်ကငါသားငါသမီးမင်းယုံကနေရတာငါတွေ့ရတယ်မင်းစိတ်ပူနေရတာတောကဖြစ်နေတာငါသိတယ်ဒါမဲ့ဒီတောကစိတ်တွေကိုပူပါနေတဲ့ຢာတွေကိုငါ့ကိုမအနံ့ချင်မဲ့ကိုယ့်အကိုပဲယုံကန်နေတာလဲငါသိတယ်အဲ့တော့ဒီညပွင့်ပွင့်လင်းလင်းလေးမင်းဘယ်လိုအရာတွေကိုစောက်ကိုင်းပြီးတော့ယုံကန်နေသေးတယ်လေဘုရားသခင်ကကျွန်တော်တို့ကိုမေးတာဖြစ်ပါတယ်နော်ဒုတိယအချက်အနေနဲ့လှန်တာဆိုတာကဘာကိုပုံဆောင်တယ်လဲဆိုတော့ in ပြဿနာတွေမကဘူး inferiority ငါဘာမှမဟုတ်တော့ပါဘူးနှိမ်ချတာမဟုတ်ဘူးပြတာတိမ်ငယ်တာနဲ့နှိမ်ချတာနဲ့မတူဘူးနော်အဲ့တိမ်ငယ်တာဣတိလလူမျိုးတွေတမိုင်းကိုနည်းနည်းလေးပြန်ဖော်မရစေမောရှိကိုဖျားသခင်အသုံးပြုပြီးတော့ဣတိလလူမျိုးအီဂျစ်ပြည်ကနေနှစ်ပေါင်း400နော်40ရက်ပေါင်း40မဟုတ်ဘူးနော်နှစ်ပေါင်း400ကျုံခါပြီးတော့အီဂျစ်လူမျိုးတွေအလုပ်လုပ်တာစားတာတောက်တာတောင်မှမလေးရှားမှာငါတို့စားတာတွေကသူတို့အတွက်ကတော့စိတ်ကူးမရင်နဲ့မတေယုံတာသမင်းကျွေးပြီးတော့အချမ်းတလဟောကိုအလုပ်လုပ်ခိုင်းတာအဲ့ဒါထွက်လာပြီးတော့ခါနာပြည်ရောက်တော့မယ်ယော်ဒန်မြစ်ကပါရောက်လာပြီမောရှိယကဲသွားပြီးတော့ဖျားသခင်ငါတို့ကိုပေးမဲ့ငါတို့ကိုဂတိပြုထားတဲ့ခါနာပြည်ကိုသွားပြီးလေ့လာကြဆန်းဆိုပြီး12ယောက်ဆေလွတ်တယ်ဟာနိုင်ငံကတော့ရှယ်ပဲစပိခိုင်တဲ့ကန်ကိုလူယောက်ကြား2ယောက်ကထမ်းလာတယ်ဆိုတာကစဉ်းစားကြည့်တော့မေရှိတော့ဘလောက်ကောင်းတယ်လဲဆိုတာငါတို့ကငါပြောတခိုင်လုံးတော့မတယောက်တည်းတခါဒီလိုတော့ကိုင်နေသေးတာအခုသူတို့ကစပိတခိုင်ကိုယောက်ကြားလေး2ယောက်ကထမ်းလာတာ
ဒါပေမဲ့မောရှိကကဲမင်းတို့တွေ့တယ်မြပြောစမ်းဆိုတော့10ယောက်ကကိုမောရှိရဲ့ပေါ့နော်ကိုမောရှိရဲ့ဆရာမောရှိရဲ့ဒီနိုင်ငံကတော့မေစီတော့အရန်ကောင်းဒီထွက်လာတဲ့တီးတာနေရလဲအရန်ကောင်းဒါပေမဲ့အဲ့ဒီခါနာပြီးထဲမှာရှိတဲ့လူတွေဟာငါတို့နဲ့နိုင်ရှင်ကြည့်မယ်ဆိုငါတို့တွေကနန်ကောင်းတဲ့နန်ကောင်းဖြစ်ခြင်းလို့ရှိလာတယ်မှာဘယ်သူမှနန်ကောင်းဖြစ်ခြင်းမှာမဟုတ်ဘူးရနော်ငါတို့ကနန်ကောင်းနဲ့တူတယ်ယောရှုတဲ့ကလည်းပါတော့မရဘူးဒါဖယားသခင်ကငါတို့ကိုပေးมาဖြစ်တယ်မဟုတ်ဘူးဖယားသခင်ကငါတို့ကိုပေးခဲ့ပြီးသား The Lord had given ပေးပြီးသားလေပေးမှာမဟုတ်ဘူးအနာက future tense နဲ့ရေးတာမဟုတ်ဘူး The Lord had given this land ဖယားသခင်ကဒီနိုင်ငံဒီမြေကိုငါတို့အားပေးပြီးသားဖြစ်တယ်သွားပြီးတော့တိုက်ကြမယ်ဆိုရင်ဘုရားသခင်ငါတို့နဲ့အတူပါရှိပြီးငါတို့နိုင်ပါပဲနိုင်ငံကငါတို့တိုက်နိုင်မှရမယ်ဆိုတဲ့ပုံစံမျိုးမဟုတ်ဘူးဘုရားသခင်ငါတို့ကိုပေးပြီးသားပဲမရဘူး10ယောက်ကဒီမိုကရေစီစနစ်ပေါ်နော်10ယောက်ကစန့်ကျင်ဘက်နဲ့တရင်ပိုးတဲ့ခါကျတော့2ယောက်တည်းအားနဲ့မရတော့လူထုအားလုံးကမောရှိကိုခဲနဲ့ထုမလို့ဖြစ်သွားတာမောရှိတင်းချိုင်းအီဂျစ်မှာတင်းချိုင်းမရှိတော့လို့ငါတို့တကြိုစရာနေရာမအားလို့ငါတို့အားလုံးကိုခေါ်ထုတ်ပြီးတော့ဒီတဲကန်တရားမှာအစိမ့်တက်တည်အောင်ငါတို့ကိုခေါ်လာတာလားမောရှိကိုဂဲနဲ့ထုခါနေပဲဖယားတခင်ကအော်အဲ့လိုလားတခါယော်ဒန်မြစ်ကူးလိုက်ရင်အဲ့ဒါဂတိတော်နိုင်ငံရောက်ပြီအဲ့ဒါနေပြန်လှည့်ပြီးတော့ရက်40အတွင်းခါနာပြီးရောက်မဲ့လူတွေဟာနှစ်40တဝေထိုးပြီးတော့ယောရှုနဲ့ကာလက်ဘကလွယ်လို့ဂျာတဲ့လူတွေတည်တဲ့အထိလှည့်ပတ်သွားတာအဲ့ဒါဘာကြောင့်လဲပြဿနာကဘာလဲပြဿနာကတခြားမဟုတ်ပါဘူးအေးဒီလားလူမျိုးတွေကဖယားသခင်ကိုမမြင်တော့ဘူးခင်ဗျဖယားသခင်ကိုမမြင်ဘူးခါနာပြီးမှရှိတဲ့လူတွေကိုပဲမျက်ဝါးထင်ထင်မြင်နေတာအဲ့ဒါကပြဿနာဒီလူတွေအားလုံးကိုဖယားသခင်ကငါတို့ရဲ့လက်ထဲမှာပေးခဲ့ပြီးသားဖြစ်တယ်ဆိုတဲ့ဒီနိုင်ငံနဲ့ဒီလူမျိုးကိုပေးတဲ့ဖယားကိုမျက်မှောက်မပြုတ်ပဲနဲ့အဲ့ဒီလူတွေကိုကြည့်ပြီးတော့ဟာဒီလူကသွားတိုက်မယ်ဆိုရင်ငါတို့အီဂျစ်နိုင်ငံမှာလည်းကိုခံပညာတင်ဖို့အချိန်မရှိခဲ့ဘူးရှိရေးပညာလေ့လာဖို့အချိန်ကလည်းမရှိဘူးငါတို့ကခရီးပန်းချီပန်းလက်ပန်းကြပြီးခရီးထွက်လာတာဒီမှာအေးဆေးနေပြီးတော့စားကောင်းစားတဲ့လူတွေကိုငါတို့ကဘယ်လိုရှင်းနိုင်မလဲဖယားကိုမမြင်မဲ့တဲ့ကိုယ့်ကိုကြည့်နေကြအဲ့ဒါပြဿနာကျွန်တော်တို့ဘဝမှာလည်းအဲ့လိုပဲလေတခါကြရင်ဖယားเจ้าမှာရောက်ရင်တော့ဆောပြောသူတို့အရှင်လက်ကောင်းကင်နိုင်ငံဝင်တော့မလို့ပဲဒါပေမဲ့လုပ်ငန်းခွင်တွေရောက်ပြီဆိုရင်အပြင်ရောက်ပြီဆိုရင်ဖယားကိုမမြင်ကြတာပဲကိုယ့်ကိုတွေ့နေပြီပတ်ဝန်းကျင်ကိုကြည့်နေဒါဝိရဲ့တက်တာလဲထိုနေသူပါပဲ How to become giant killer သူရဲ့ကောင်းတကူတတ်နိုင်တဲ့သူရဲ့ကောင်းဖြစ်ဖို့ရဘယ်လိုဖြစ်ရမလဲဂေါလိယနဲ့ဒါဝိဒ်ကိုနိုင်ရှင်ကြည့်လိုက်ဂေါလိယကဒါဝိဒ်ကိုတွေ့တဲ့အခါမှာအယံဒေါသထွက်တာမင်းငါ့ကိုဘာထင်လို့မင်းကောင်းလေးပေါစားကအများငါ့ကိုတိုက်ခိုက်ဖို့လာနေရတာလေမင်းငါ့ကိုခွေးထင်သလားကြည့်သူတို့ရဲ့ကိုခန္ဓာသူတို့ရဲ့အင်အားချင်းကဘလောက်ထိကွာမလဲဆိုတာခံမလို့ရတယ်လေနော်ဒါပေမဲ့ဒါဝိဒ်ကငါမင်းစီလာတာမင်းကစော်ကားပြီးတော့မင်းကထိပါပြီးတော့
မင်းကလေးလူစုခဲ့တဲ့ဒီအေးတီရလူမျိုးတွေရဲ့ဖရာသခင်ရဲ့နာမနဲ့ငါလာတာဒီကနေ့မင်းလည်းပြင်းကိုငါဖြတ်ပြီးတော့မင်းရဲ့အသားတွေကိုတော်ရဲ့တရေဆန်နေတဲ့ပြန်သားနဲ့မြက်တွေငါကျွေးမြေဆိုတော့ဟိုးခန္ဓာကိုယ်ချင်းကြည်တာနဲ့အင်မတန်မှဒေါသထွက်ပြီးသားဖြစ်တဲ့ကိုယ်လည်းကတော့ဘာပြောတော့မလဲဒေါသထွက်တာကတော့ဟာမင်းလားတခါရဲမင်းကငါအရှင်လာတော့မတော့မတဲ့ညစ်တတ်လိုက်မယ်ဆိုပြီးလာနေတာလေဒါဝိကဘလို့လဲဘလို့ကြောင့်အဲ့လောက်ထိဂေါလိယကိုရင်ဆိုင်ရဲတာလေဆောလူကလည်းဣတိလပင်ဆောလူကလည်းဒါဝိကိုချစ်တော်ချစ်စားတယ်ဗျာနှမျောရှာတယ်ဗျာအသက်ကလည်းငယ်သေးတယ်ရုပ်ကလည်းကျွန်တော်တို့လူပဲခတ်ချောနေမှာပေါ့ဟာမင်းအနာကလည်းအများကြီးရှိသေးတယ်ရုပ်ကလည်းဖြောင်းနေတာပဲအသက်ကလည်းငယ်သေးတယ်ကဲမင်းအစိမ့်သက်သေးတာတဲ့ဆိုပြီးတော့သူ့ရဲ့ဝတ်စုံတွေကိုဝတ်ခိုင်းတဲ့ခါကျတော့သူထိတ်ဆရာကသူ့ရဲ့ဝတ်စုံတွေတပ်ပြီးတဲ့ခါကျတော့လှုပ်တော့မလှုပ်နိုင်တော့ဘူးဗျာတိုက်ခိုက်ဖို့မပြောနဲ့လှုပ်တော့မလှုပ်နိုင်တော့ဒါပေမဲ့ဒါဝိကဘယ်သူကိုမျက်မှောက်ပြုတ်တာလဲဖယားသခင်နော်ဖယားသခင်ကိုမျက်မှောက်ပြုတ်တဲ့အတွက်ဂျာယန်ဆိုပြီးတော့သမုတ်တဲ့ဂေါလိယကြီးကိုသူတတ်နိုင်တာဒီဂေါလိယဆိုတာအနာခိမ်လူမျိုးတွေဆိုတော့တကယ်သူရဲ့ကောင်းအမျိုးတွေဒါကြောင့်မို့ဒါဝိကချောင်းင်းကနေဂဲလုံးကောက်တာ9လုံးကောက်တာခင်ဗျ9လုံးကောက်ပြီးတော့လာခဲ့တာတစ်လုံးပဲ300 4လုံးကကြံသေးတယ်နော်တချို့တွေကတော့ဘာလို့9လုံးကောက်တာလဲဘာအတွက်လဲအတိအကျမဖော်ပြပေမဲ့ဆက်စုတဲ့လူတွေကလည်းရှိတယ်ဆိုတော့နော်ဂေါလိယရောသူအမျိုးတွေရောဘယ်သူတွေလဲ9ယောက်လောက်ရှိတယ်အဲ့ဒီတယောက်ကိုတစ်လုံးအတွက်ဒါဝိကကောက်တာဆိုပြီးကျမ်းသက်ပုဂ္ဂိုလ်တွေကပြောတာပေါ့နော်တခါကြာရင်ကျွန်တော်တို့ဆက်စုတာကမဟုတ်မတွေကြတော့အရန်ဆက်စုတတ်တယ်လူသားတွေကနော်ပါပဲဖြစ်ဒါဝိကခန္ဓာကိုယ်အဖြစ်ကြည့်မယ်ဆိုရင်လက်နဲ့ကြိယာအဖြစ်ကြည့်မယ်ဆိုရင်ဖြစ်နိုင်ခြင်းလုံးဝမရှိဘူးဖြစ်နိုင်ခြင်းမရှိတဲ့ຢာဟာဒါဝိအတွက်အေးစီလေးဖြစ်သွားတယ်သူ့ရဲ့ကိုယ်ခံအားကြောင့်မဟုတ်သူ့ရဲ့အတတ်ပညာကြောင့်မဟုတ်ဖယားကိုမျက်မှောက်ပြုတာဖယားတခင်ကိုစားနေတာယောရှုနဲ့ခါနာန်ပြည်ကိုဝင်စားတယ်ခါလက်ပကြောင်းလေးကြားထဲမှာထပ်ပြီးညှပ်ပြီးပြောလိုက်ပါအောင်မယ်ယောရှုရဲ့ဦးဆောင်မှုနဲ့ခါနာန်ပြည်ကိုဝင်ကြပြီလူဤတေရလူမျိုးအလိုက်နေရာတွေချနေပြီချပြီးတော့ခါလက်ခင်ဗျာအရှင်လက်နဲ့ခါနာန်ပြည်ရောက်လာပြီမဲ့သူ့အတွက်ကနေရာအခုထိမရသေးဘူးဗျအဲ့ဒီရှင်မှာယောရှုခန်းကြီး14ကိုဖတ်ကြည့်လဲခါလက်ကဘာပြောတယ်လဲမောရှိယကျွန်တော်ကိုပေးပြီးသားဖြစ်တယ်လို့ယောရှုကျွန်တော်ကိုလည်းထပ်ပြီးတော့မောရှိပြောတဲ့အတိုင်းပေးပါဒီတောင်ပေါ်ဒီတာကိုကျွန်တော်နဲ့ကျွန်တော်အမျိုးတွေအတွက်ပေးပါဆိုပြီးတော့တောင်းတာနော်သူတောင်းတဲ့တောင်ပေါ်ဒီတာကဘယ်သူတွေနေတာလဲအနာခိမ်ဂေါလိယတို့အမျိုးတွေအနာခိမ်ဆိုတာဂေါလိယအမျိုးတွေသူတို့တွေနေတဲ့အဲ့ဒီတောင်ထဲကိုပေးပါတဲ့ဘယ်လိုလုပ်ဒီခါလဲကွာအသက်က85စပင်ကဖြူနေပြီအခုလိုအမဲရောင်တွေဆိုးရပါဒီဆိုရဲခက်ကလည်းမဟုတ်သေးတော့စပင်ဖြူရတော့တေးနော်ထင်းရှာပဲကျွန်တော်တော့မှ60 plus ဖြစ်တာတော့မှလေကားနဲ့မိမိဆိုမရဘူးဗျာနှာခေါင်းပေါက်ကတေးသွားတာအသက်ရှူမွားနိုင်တော့ဘူးဒီ85နှစ်ဖြစ်တဲ့လူကဒီတောင်ထိပ်ကိုတောင်းပြီးတော့တကယ်လူဆွမ်းကောင်းနေနေတဲ့နေရာကိုတောင်းတယ်ဆိုတော့အံ့ဟောစရာရန်ကောင်းတာ
ဖယားကိုမြင်မြောက်ပုတ်တာလေနော်ဖယားကိုကိုးစားတာဖယားတကယ်ငါ့ကိုပေးလိုက်မယ်ဆိုယုံကြည်ခြင်းနဲ့တောင်းတာတိုက်တယ်နိုင်တယ်ရန်သူတွေကအများကြီးကြံသေးတယ်နေရဝင်တော့မှာအိုးနေရန်သူတွေတတ်လို့မကုန်သေးဘူးနေရမှာပဲဆက်ပြီးမရွေ့ပဲနဲ့ရက်တီးပေးပါဆုတောင်းတယ်နေရရန်သူတွေအကုန်လုံးတို့အနိုင်ယူတဲ့ဒီနေရရက်တန်သွားတာတမန်ကျမ်းစာထဲမှာနမိတ်လက္ခဏာတွေအများကြီးရှိတယ်အဲ့ဒါကောင်းအစားဆုံးပဲကောင်းစားတယ်ဆိုတာငါတို့ဒီတော့မဟုတ်တော့ပါဘူးသိပ္ပံပညာရှင်တွေဘာကောင်းစားတာ Milky System တို့ကနေဒီပြန်တွေ့တယ်နာရီဒီပြန်တွေ့တယ်ဟာနာရီတော်များများပျောက်ဆုံးနေတယ်ဘယ်ကနေဘယ်လိုပျောက်တာလဲဘယ်လိုမှဖြီမရအောင်နောက်ဆုံးဒီသိပ္ပံပညာရှင်တွေကကျမ်းစာလာဖတ်တဲ့အခါကျမှအိုးခါလက်တို့အချိန်လုံးကနေတော်လေးရက်တန်သွားတာပဲဒီပျောက်ဆုံးတဲ့နာရီတွေဟာအဲ့ဒါကြောင့်ပဲသိပ္ပံပညာရှင်တွေပါတာကျမ်းတမန်ကျမ်းစာအုပ်ကိုယုံလာတာဒီကနေ့ချစ်တော်နှမမိတ်ဆွေများကျွန်တော်တို့ကတခါကျရင်ကိုယ့်ဟာကိုယ်ပဲကြည့်ပြီးတော့ကိုယ့်ရဲ့ပြဿနာတွေကိုပဲရင်ထဲမှာရင်ဝယ်ထဲမှာပါပြီးတော့လူကြထဲမှာအားငယ်တိမ်ငယ်နေတာကိုယ့်ရဲ့အားနည်းချက်ကိုသိတာကတော့အဆိုးမဟုတ်ပါဘူးဒါပေမဲ့ကိုယ့်ရဲ့အားနည်းချက်ကကိုယ့်ကိုထိန်ချုပ်လာပြီဆိုရင်အဲ့ဒါပြဿနာပဲကိုယ့်ရဲ့အားနည်းချက်သိတယ်ဆိုရင်ကိုယ့်ရဲ့အားနည်းချက်နဲ့ကိုရောရဲ့ရင်ခွင်ကိုတိုးဝင်ချင်းကတဲ့ခါကျမှအောင်မြင်ခြင်းလာမှာလေနော်အောင်မြင်ခြင်းလာမှာလေခရစ်တော်ကိုသစ္စာဖောက်ထားတဲ့ယူရရှေကာယုငွေသား30လိုချင်လို့ခရစ်တော်သူ့ရဲ့သခင်ကိုရောင်းစားခဲ့တာသစ္စာဖောက်ခဲ့တာနောက်ကြတော့သူလောက်ခဲ့တာမာသွားပြီဆိုတာသိပါတယ်ဒါပေမဲ့သူ့ရဲ့နောင်သားကသူ့ရဲ့အမားကသူ့ကိုချုပ်ကန်တဲ့အခါကျတော့ကိုရောအကျွန်ုပ်ကိုခွင့်လွှတ်တော်မူပါအကျွန်ုပ်ပြမားပါပြီဆုတောင်းရင်ပြဿနာမရှိဘူးဗျာသူ့ရဲ့ပြဿနာကသူ့ကိုချုပ်နှောင်ထားတဲ့အခါကျတော့သူ့ကိုသူကြွေးကြိုးနဲ့ဆွဲချဦးဒီပေါက်ကုန်တဲ့အထိသေးတချို့လူတွေကယူတာကောင်းကင်နိုင်ငံရောက်မလားဆက်ဆူတဲ့လူတွေတချို့တွေရှိသေးတယ် no အဲ့ဒီတော့ကျွန်တော်တို့လည်းခဏညမောစီလိုပဲသန္နာကိုလက်ဆွဲမှာပြုတ်တယ်လို့ပဲမောစီရလဲဟာငါကအီဂျစ်ပြည်ပြန်သွားလို့မဖြစ်ဘူးအီဂျစ်နိုင်ငံမှာငါဟာ wanted ဖြစ်တယ်ဒီပြဿနာတွေကိုရင်ဝယ်ပိုက်နေတာဖယားသခင်ကသွားပါဆိုတော့အဲ့ဒီဟာတွေကိုရင်ထဲမှာပိုက်တဲ့အခါကျတော့မသွားခြင်းဘူးကိုရောကျွန်တော်အမျိုးတွေရလဲဣတိလမျိုးတွေထဲမှာအငယ်ဆုံးအမျိုးရှင်ကြီးရတော့တခုပြီးတခုပေးတာပဲငါဟာဘယ်သူလဲ who am I to go to Pharaoh ငါဘယ်သူလဲဆိုပြီးသူမေးရတာကသူ့ရဲ့ခက်ခဲတွေကသူ့ကိုပတ်လေချုပ်နှောင်ထားတာအဲ့ဒါပြဿနာဒီကနေ့ကျွန်တော်တို့ကိုပိုင်ဆိုးပိုင်နေနဲ့ချုပ်ကင်ထားတာပါလေခရိယန်ယုံကြည်သူတော်များများဒီကနေ့ချုပ်လုံထားတဲ့အရာတွေကလည်း handphone ဖြစ်ဖို့များတယ်နော် handphone ကအရန်ကစားလာတာနော် handphone ဖြစ်ဖို့များတယ်တခါကြရင်မနေ့အေးရထားပြီဆိုကျန်းစာအုပ်ပဲမှာလဲရှာတဲ့လူမရှိဘူးငါ handphone ပဲမှာလဲမျက်လုံးတွေမဖွင့်နိုင်သေးဘူး handphone လိုက်ရှာနေတဲ့လူအများကြီးပဲနှုတ်ကပတ်တော်ဖတ်ဖို့စုတောင်းဖို့ဟန်တာနေတာကဒီဖုန်းတွေဖြစ်နိုင်တယ်အဲ့ဒါတွေကိုဘုရားသခင်ရှိယူလာခဲ့မင်းရဲ့အနာဂတ်အတွက်စိတ်ကူးရင်တဲ့အရာတွေအိမ်မက်မက်တဲ့အရာတွေစုတောင်းထားတဲ့အရာတွေအောင်မြင်လာဖို့ပြည့်စုံလာဖို့အရေးအယောင်ကမရှိသေးဘူးတို့တော်ညာလဲထိုအရာတွေအားလုံးကိုခရစ်တော်စီယူလာခဲ့ပါ He can make
away တော့မျိုးနော်တချင်းကျွန်တော်တို့ဆိုမကြခဏ worship song မှာဆိုတယ်လို့ပဲ he will make a way he walks the way we cannot understand ဖယားတခင်ကလမ်းဖွင့်နိုင်တယ်ဖွင့်ပေးနိုင်တယ်ဒါကြောင့်မို့ဒုတိယအချက်အနေနဲ့ကျွန်တော်တို့ကိုချုပ်နှောင်ထားတာကကျွန်တော်တို့ရဲ့အခက်အခဲတွေကျွန်တော်တို့ရဲ့ပြဿနာတွေကကျွန်တော်တို့ကိုချုပ်နှောင်ထားတယ်ဒါဒီအားလုံးကိုဖယားသခင်ကမင်းကိုပါချုပ်နှောင်ထားတယ်လေမင်းလက်ထဲမှာအဆွဲပြုတ်နေတာဘာလဲဖယားသခင်မေးလာပါပြီဂျာနဲ့လူတွေမေးမှာမဟုတ်ဘူးနော်ဖယားသခင်သာမေးတာကျွန်တော်တို့ကိုယေရှုသားလည်းဝင်လျက်ပင်ပန်းတော်သူများငါထံတို့လာကြမင်းတို့ငါအိမ်သက်ချင်းပေးမယ်ဆိုတော့ဘုရားသခင်ပဲဘယ်ဘုရားကမှအဲ့လိုမဖိတ်ဘူးခဏညဘုရားသခင်ကျွန်တော်တို့ကိုဖိတ်တယ်နောက်ဆုံးတစ်ချက်ထပ်ပြောပါမောရှိလက်ထဲမှာရှိတဲ့လှန်တန်းလူအမြင်အားဖြင့်ဘာမှမဟုတ်တော့ညာလဲမောရှိကကိုရောကျွန်တော်ပိုင်ဆိုင်တယ်မြဆွေလို့ဒီလှန်တန်းပဲရှိပါတယ်ဖယားသခင်ကလှန်တန်းကိုချလိုက်မိပေါ်မှာချတော့မွေဖြစ်သွားပြီငါတို့ထဲမှာမောရှိလည်းကြောက်တယ်မွေနော်မွေဖြစ်လာတဲ့ခါကျတော့သူလည်းလန့်နေတာဟိုးဖယားဖယားတခင်ကကအမိကနေပြန်ဖမ်းလိုက်ဖမ်းရင်ဒုတ်ချောင်းပြန်ဖြစ်လာတယ်ဒုတ်ချောင်းဆိုပြီးတော့အထင်မသေးနဲ့ဗျဖယားသခင်ရဲ့ပြင်ရင်တော်တက်တာနော်ဖယားသခင်ရဲ့ပြင်ရင်တော်တက်တာထဲမှာဘာတွေထားတယ်လဲမသိတဲ့လူလည်းအများကြီးရှိတယ်လို့သိချင်တဲ့လူလည်းအများကြီးရှိမှာပဲနော်အဲ့ဒီဖယားသခင်ရဲ့ပြင်ရင်တော်တက်တာထဲမှာနံပါတ်1ဆန္ဒရှိတယ်ဆန္ဒရှိတယ်နံပါတ်2ပညာတော်10ပါးရှိတယ်နံပါတ်3မာနရှိတယ်ဒီ3မျိုးကတဲ့တာအလွတ်ကြီးထားတာတဲ့ဆိုပြီးတိန်ထားတာမဟုတ်ဘူးဗျဒီ3မျိုးကဆန္ဒကဘာကိုပေါ်ပြတယ်လဲဖယားသခင်ရဲ့တကူတော်တက်တည်ပြီးအဲ့ဒီဆန္ဒလောက်လိုက်ရင်နိုင်မိကြီးဟာတွေးဖြစ်သွားတာနမိတ်လက္ခဏာတော်များများလှန်တန်ကလှုပ်တာလှန်တန်မှာတကူရှိတာမဟုတ်ဘူးဖယားသခင်ကလှန်တန်ကိုအသုံးပြုတယ်ဒါကြောင့်ပဲဒီဖယားသခင်ရဲ့တကူတော်ရဲ့တက်တည်အနေနဲ့လှန်တန်ကိုပြင်ရင်တဲ့ထဲမှာထားတာပညာတော်10ပါးဟာခုကပညာတော်တွေလာမပြောနဲ့ဆရာကြီးကျေးဇူးတော်ကာလကိုကြိုက်တယ်လို့နေကိုကြိုက်တယ်လို့စားကျေးဇူးတော်ကာလငါမလုပ်နဲ့နော်ဒီပညာတော်10ပါးဘာကိုဖော်ပြတယ်လဲဒီကနေ့ကျွန်တော်တို့အားလုံးကိုဖယားတခင်ပေးတဲ့ဂတိတော်ဒီဂတိတော်ကျမ်းစာအုပ်ထဲမှာပေးထားတဲ့ဂတိတော်ကကဘာကုံတဲ့ဒီတိုင်အောင်တင်တို့ငါအတူရှိဤဂတိတော်တပါးပဲအဲ့ဒါအများကြီးပဲဖယားရဲ့ဂတိတော်နောက်ဆုံးခစောပြောတဲ့မာနဘာကိုပြတာလဲဒီအေဒီလာလူမျိုးတွေနှစ်ပေါင်း40တဲကာနာယပြည်မှာဟိုပတ်ဒီပတ်ဟိုပတ်ဒီပတ်နဲ့နော်တဝေထိုးနေတာဘယ်အချိန်မှတောင်ရခုတ်ပြီးတော့ဘယ်အချိန်မှလဲလို့ပြီးတော့ဘာဆိုင်ပြောပြီးဘာစားမလဲအချိန်မရှိဘူးဒါပေမဲ့ဘုရားသခင်ကသူတို့ကိုဒီတိုင်းမထားဘူးသူတို့စားဖို့ကောင်းကင်ကနေချပေးတာခရစ်တော်ကပြန်သားနေတဲ့စာကလေးငှက်တကောင်ခမဲတော်မတိပဲနဲ့အစာငတ်ပြီးတေလို့မိပေါ်ကြတဲ့ငှက်တကောင်မှမရှိဘူးတဲ့မင်းတို့တွေကအဲ့ဒီငှက်တွေတဲ့တန်ဖိုးရှိတယ်မဟုတ်ဘူးလားတေချာတာပေါ့လို့ဖြေကြမှာတေချာတယ်ဒါပေမဲ့ငှက်တွေတဲ့တန်ဖိုးရှိတယ်လို့ငါတို့ကမနေတတ်တာအဲ့ဒါခက်ခဲတာနော်အဲ့ဒါခက်တာဒါကြောင့်မို့ဒီကနေ့ဖယားသခင်ကငါတို့ကိုအချိန်တန်ရင်ငါတို့အတွက်မင်းတို့ငါတို့ကြိုက်တာဒီအားလုံးဖယားသခင်ပေးမှာမဟုတ်ဘူး
ငါတို့တဲ့လိုအပ်တဲ့ຢာတွေကိုသူ့အချိန်နဲ့သူငါပြင်ဆင်ပေးမယ် God's provision အဲ့ဒါကိုတက်တည်ထူတဲ့အနေနဲ့မာနကိုပေးတာမာနကိုအဲ့ဒီမှာထားထားတာအဲ့ဒီတော့ဒီကနေ့ဒီအရာဝတ္ထု၃မျိုးပြင်ရင်သက်တာထဲမှာတင်ထားတာကနောင်လာနောက်သားဒီဆိုတဲ့ကျွန်တော်တို့အားလုံးအတွက်ပါသင်ခန်းစာယူဖို့ဖြစ်တယ်အဲ့ဒီတော့ဒီလန္နာလေးရအလောက်ထိထဲမြအောင်ဖယားတခင်ကအသုံးပြုတယ်ဒီကနေ့ကျွန်တော်ကျမတို့ဒီမှာရှိတဲ့လူတွေကိုတော့ကျွန်တော်အသုံးပြုတော်မူပါလန္နာနဲ့ဆိုင်လူကဖယားတခင်ပို့ပြီးတော့အသုံးပြုနိုင်တယ်အဲ့ဒါဘုရားသခင်လိုချင်နေတယ်နော်ဘုရားသခင်လိုချင်တာအဲ့ဒါပဲလှန်တန်တစ်ခုတောင်မှဘုရားသခင်အဲ့လောက်ထိသုံးတယ်ဆိုရင်ခင်များနဲ့ကျွန်တော်နဲ့ကိုတော့ကျွန်တော်ဒီမှာရှိပါ၏ကျွန်တော်ကိုအသုံးပြုတော်မူပါဒါလေးကိုဘုရားသခင်ကြားချင်ပါတယ်1893ဝန်းကျင်လောက်မှာတရားဟောဆရာနာမည်ကြီးတဲ့တရားဟောဆရာ Henry Varley ဆိုတဲ့တကယ်ဖယားသခင်အသုံးပြုတဲ့တရားဟောဆရာဒေသနာဟောရင်းနဲ့ The world has yet to see ဒီလောကမှာရှိတဲ့လူသားတွေအားလုံးကသူရဲ့စိတ်နှလုံးအကျွေးမဲ့ဖယားသခင်ကိုယုံကြည်အနာနဲ့သူတွေအားဖြင့်ပြုလာမဲ့အမှုတွေကိုဆက်ပြီးတော့မြင်ရလိမ့်မယ်ဆိုပြီးဒီစာကြောင်းတစ်ကြောင်းလေးကို Henry Varley ကပြောတဲ့အခါမှာ D.L. Moody နာမည်ကြီးပဲနော် D.L. Moody က I'll be that person I'll be that man I want to be that man ဖယားသခင်ကအသုံးပြုမဲ့ပုဂ္ဂိုလ်ထိုပုဂ္ဂိုလ်ဟာကျွန်တော်ဖြစ်ချင်တယ်မောရှိကဟိုအနောက်ဘက်မှာထိုင်တာဗျာရှိမှတော့မဟုတ်ဘူးအနောက်ကနေထိုင်ပြီးအဲ့လိုပြောတဲ့အခါအော်ဖယားသခင်အသုံးပြုမဲ့ပုဂ္ဂိုလ်ကျွန်တော်ဖြစ်ပါရစေစိတ်ထဲမှာဆုံးဖြတ်ပြီးတော့ဆက်ကပ်လိုက်တယ်မောရှိအားဖြင့်sorry D.L. Moody အားဖြင့်မောရှိတော့ပြသွားကြမယ်နော် D.L. Moody အားဖြင့်ဖယားသခင်ကအင်မတန်မှမေ့ပြောလို့မရတဲ့ဝိညာဉ်ရေးဆိုင်ရာနိုးကြမှုဖြစ်ပွားတာပဲဒါတော့သူတို့ခစ်လေပြောရင်ပြောမယ်ဟုတ်တာပေါ့သူတို့ခစ်ပေါ့ငါတို့ခစ်မှလည်းလုပ်လို့ရတယ်လေဘုရားသခင်ကပြောင်းလဲတာမှမဟုတ်တာဒီကနေ့ဒီမှာရှိတယ်ကျွန်တော်တို့ယုံကြည်သူတွေကိုတော့ကျွန်တော်ဒီမှာရှိပါတယ်အသုံးပြုတော်မူပါဆက်ကပ်ပါ၏အနံပါ၏သာနန်တော်မှာအဲ့လောက်ထိအသုံးပြုတဲ့ဘုရားသခင်ကကျွန်တော်တို့ကိုဘာလို့အသုံးမပြုရမှာလဲလူ9000ဒီကိုထမင်းအဝကျွေးဖို့ Walmart လိုတာမဟုတ်ဘူးရနော် Walmart လိုတာမဟုတ်ဘူးပတ်စံလဲ Ranjit တောင်းကနားနေလိုတာမဟုတ်ဘူးသူ့မိဘနှစ်ပါးကတားငယ်နွားချောင်းတဲ့နွားဆိုတော့ငါတို့ခစ်ဖြစ်သွားပြီမင်းတိုးချောင်းတဲ့နေရာမှာနေ့လေကြရင်ဘိုက်စားတဲ့ခါကျရင်စားဖို့ဆိုပြီးတော့ပေါင်မုတ်ငါးလုံးနဲ့ငါးနှစ်ကောင်ထည့်ပြီးတာခင်ဗျပေါင်မုတ်ငါးလုံးနဲ့ငါးနှစ်ကောင်ထည့်ပြီးနေ့လေကြရင်အဲ့ဒါစားတော့ဟုတ်ကဲ့ပါဖေအမေခရစ်တော်ကပြောတဲ့ခါကျမင်းတို့ကဒီလူတွေအားလုံးကိုစာကျွေးစားဆိုတော့ဒီကလေးငယ်လေးကဘယ်မှာဒီမှာ shopping mall တွေရှိတာမှမဟုတ်တာအဲ့ဒီချိန်မှာအဲ့ဒီကလေးကြီးကိုတော့ကျွန်တော်မှဒီပေါင်မုံငါးလုံးနဲ့ငါးနှစ်ကောင်ကျွန်တော်နေလေစာသွက်ယူလာတာရှိတယ်ဘုရားသခင်ခရစ်တော်ကိုတွားပေးလိုက်တယ်ခရစ်တော်ကကောင်းကြီးပေးပြီးတော့အဲ့ဒီ9000ဆိုတဲ့နေရာမှာကလေးနဲ့အမျိုးသမီးတွေမပါဘူးယူရလူမျိုးတွေအထုံးစံရပေါ့နော်ဒါပေမဲ့တခုခုဖြစ်ပြီဆိုရင်ပွစီလို့ပြအရင်ဆက်စုတာကမင်းကလေးတွေနဲ့ကလေးတွေပြ sorry နော်sorry ပဲတကယ်ပြောတာအဲ့ဒါစံစာပြောတာကလေးတွေနဲ့မျိုးသမီးတွေပို့ပြီးဆက်စုတာဒါကြောင့်ကိုကျမ်းစာပုဂ္ဂိုလ်တွေကကလေးတွေနဲ့အမျိုးသမီးတွေနဲ့ပေါင်းပြီးတော့ရည်တက်မယ်ဆိုရင်
1000ခွဲကနေ2000ဝန်းကျင်ရှိမယ်တဲ့အဲ့ဒီတော့ကျွန်တော်တို့ကတခါကြရင်စိတ်ကူးရင်သမားတွေဖြစ်တာနော်ဟာငါရန်ဂျစ်တသိန်းရှိတဲ့ခါကျတော့ဘုရားကျောင်းဝယ်မယ်တောင်းဝင်တရားဟောဒီသာသနာပြုစီက9ယောက်ငါတာဝန်ယူတယ်ဒီစိတ်ကူးရင်နဲ့တဝေးဝေးလဲပြီးတော့အခုထိမပေါ်နိုင်သေးတာအဲ့ဒါတွေများတယ်စိတ်ကူးရင်သမားတွေများတယ်နော်ဒါပေမဲ့ဘုရားသခင်ကမင်းအကြံစီမင်းရဲ့ရှီမန်ကိန်းတွေကဘာလဲမမေးဘူးဗျအခုမင်းလက်ထဲမှာဘာရှိတယ်လဲအဲ့ဒါပဲဘုရားသခင်မေးတာနော်အခုလက်ထဲမှာဘာရှိတယ်လဲအဲ့ဒါပဲမေးတာစိတ်ကူးရင်နာနေမဟုတ်ဘူးကိုရမှာနေတော့ကအမျိုးသားတယောက်ကျွန်တော်ကိုရမရောက်ခင်ကတည်းကနေတာကဲဆရာလေးတယောက်နဲ့တယောက်ရင်းနေနဲ့ပြောကြတာပေါ့နော်ဆရာလေးမဲကိုရမှာပဲဇက်မြုပ်တော့မှာလားမြန်မာပြည်ပြန်ဖို့ရောစိတ်ထဲမှာရှိသေးလားသူကတော့တခါလေးပြောတယ်ဗျဆရာကျွန်တော်သိန်း100ရရင်မြန်မာပြည်ပြန်သွားမှာကျွန်တော်ကကြည့်ပြီးတော့မင်းတကယ်သိန်း100ရှိရင်မြန်မာပြည်ပြန်မှာလားဟုတ်တယ်မရသေးတာနေမှာပေါ့ခုထိတော့မှကိုရီးယားမှာရှိသေးတယ်နော်အခုထိတော့မှကိုရီးယားမှာရှိနေတော့ပဲအဲ့ဒီတော့ဖယားသခင်ရဲ့နိုင်ငံတော်အတွက်ဖယားသခင်ရဲ့အသင်းတော်အတွက်ဖယားသခင်ရဲ့အမှုတော်အတွက်အခုလိုချင်နေတာအခုအချိန်ကိုဘုရားသခင်လိုချင်နေတာမင်းစိတ်ကူးချင်နေငါတို့ရဲ့စိတ်ကူးချင်နေအိမ်မက်ဒီဘုရားသခင်ကအရေးမထားတာမဟုတ်ပေမဲ့အခုကြမ်းချက်အရာအခုလက်ထဲမှာပါရှိတယ်လေအဲ့ဒါပဲဒါကြောင့်ခဏညကျွန်တော်တို့ဒီမှာရှိတဲ့ဓမ္မမိတ်ဆွေအားလုံးမဟုတ်ရင်တောင်မှ10ယောက်လောက်ကိုတော့ကျွန်တော်ဒီမှာရှိပါတယ်အလိုတော်ရှိတဲ့အတိုင်းအသုံးပြုတော်မူပါဘုရားသခင်ဘလောက်ဝမ်းသာလိမ့်မလဲဒီမလေးရှားနိုင်ငံမှာကျွန်တော်တို့အားဖြင့်နိုးထမှုမဖြစ်ဘူးဆိုတာဘယ်သူကပြောလို့ရလဲကိုကြည့်နော်ဟာငါတော့မနေ့ပုံနေရတာဟိုသွားဒီလာလို့ရင်လဲတတိထားပြီးသွားလေရတာပြောခြင်းလဲပြောမှာပေါ့ထားပြီးမဲ့ဖယားသခင်အတွက်ကျွန်တော်တို့ဆက်ကအနံ့ကြမယ်ဆိုရင်ကျွန်တော်တို့ခတ်မှန်းလို့မရတဲ့အတိုင်းအရာသည်ဖယားသခင်ပြုတ်နိုင်တယ်ဒါကြောင့်မို့ကိုယ့်ရဲ့လက်ထဲမှာစိတ်ထဲမှာထွေးပိုက်နေတဲ့တိမ်ငယ်တဲ့စိတ်ဒီကိုယ့်ရဲ့ဘဝမှာဖြတ်တန်းလာခဲ့တဲ့အခက်အခဲပြဿနာပေါင်းစုံတွေကိုဒီနေ့အထိပွေဖက်နေပြီးတော့အရာဒီအားလုံးမိမိရဲ့အသက်တာနဲ့အနာဂတ်အားလုံးကိုခဏညကိုတော့ဆိုပြီးတော့ခြေတော်ရင်းမှာချမယ်ဆိုရင်ဖယားသခင်ကခြေတော်အမှုကိုပြုမှာဖြစ်တယ်ဖယားသခင်ကနိုးထတော်အမှုကိုကျွန်တော်တို့အားဖြင့်ပြုမှာဖြစ်တယ်အရောက်ရှိတိုင်းဖယားသခင်ကောင်းချီးပေးပါစေworship တွေနေလာပြီးတော့တခြင်းတပုတ်ဆိုပြီးတော့ပြီးမှအဆုံးသတ်ဆုတောင်းကြပါအောင်ဆိုနော် worship တွေနေလာပေးပါကျွန်တော်ကတော့တခြင်းမသိဘူးခင်ဗျားတို့ဆိုနေကြတခြင်းတပုတ်လို့ဆိုပြီးမှပြီးရင်အဆုံးသတ်ဆုတောင်းကြအောင်ကိုရောမယ်အချိန်မီပြန်စင်ပြီးမယ်ယုံကြည်တယ်ကိုရောရဲ့တဲ့ပြီးနိုင်တော့ရမတန်နိုင်တော့ရှိပြီပဲကိုရောတတ်နိုင်တယ်ဒီချာတယ်တော့ဆက်ရှင်ဒီလုံးလုံးနာယောကလေးချမ်းပါစီတယ်လမ်းမရှိတဲ့တော့ရင်နိုင်လမ်းကိုပန်းစီချ
ကြောက်တည်တဲ့ရဲ့မှာစာရည်တွေစီးတွားစီတာကိုတော်ပဲလေပြီးကြောက်တဲ့ယူစုတဲ့ကိုပြန်တဲ့ခိုင်ခံတော်ဘူးချီကဲတော့ပြောင်းလဲစီတာကိုတော်ပဲမဖြစ်နိုင်တော့ရမတန်နိုင်တော့ရမရှိပြီပဲကူတော့တန်နိုင်တယ်ဒီချာရဲ့တော့စင်ဒီလောလောတော့စင်ဒီလောလောနာယောကလေးချမ်းပါစေတယ်လာမရှိတဲ့တော့ရနာရှိတဲ့တော့ရနိုင်နိုင်ကိုပါစေချောက်တည်တဲ့ရဲ့မှာစာရည်တွေစီးကြစီလာကူတော်ပဲတွေ့ချောက်တဲ့ယူဆိုတွေရဲ့ယူဆိုတဲ့ကိုပြတဲ့ခက်ခံတော့ဘူးချီတဲ့တော့လည်းစရာကူတော်ပဲရှိတဲ့တော့ရိုက်လိုက်လိုက်ကိုပါစီချောက်တည်တဲ့ရဲ့မှာစာရည်တွေစီးကြစီလာကိုတော်ပဲလေတွေ့ချတဲ့ယူဆိုတဲ့ကိုပြန်တဲ့ခိုင်ခံတော့ဘူးချီရဲ့လို့တော့ပြောင်းလဲစီလာကိုတော်ပဲကိုတော်ပဲကိုတော်ပဲနိုင်ကိုပါစေချောက်ရည်ရဲ့မှာစာရည်စေကြစီတာကိုတော်ပဲတွေ့ချောက်တဲ့ယူဆိုတိုင်းတွေ့ချောက်ယူဆိုတဲ့ကိုပြန်တွေ့ခိုင်ခံတော့ဘူးချီရဲ့တော့ပြောင်းလဲစီတာကိုတော်ပဲကိုတော်ပဲဆုတောင်းကြအောင်ကိုရောဒီနေ့ညကျွန်တော်ကျမတို့ဝတ်ပြုကိုယ်ွယ်စင်အစအလယ်အဆုံးတွေပို့ဆောင်တဲ့အတွက်နာမတော်ကိုချီးမွမ်းပါတယ် အာမင် ကိုရော
တော်ရဲ့အနန္တတကုရှင်ဖြစ်ပြီးတော့ကိုတော်မတတ်နိုင်တော့အရာမရှိတော့အကြောင်းကိုဒီနေ့ညထလောင်းရဲ့ဖွင့်ပြပေးတဲ့နာမတော်ကိုချီးမွမ်းပါတယ် အာမင် ကျွန်တော်ကျမတို့ရဲ့ဘဝနဲ့ကျွန်တော်ကျမတို့ဖြတ်တန်းနေရတော့ခက်ခဲပြဿနာအားလုံးထက်ကိုတော်ဒီတကုကြီးပါ၏ အာမင် ကိုတော်ဒီကြီးမြတ်တော်ဖရာဖြစ်ပါ၏ အာမင် ကိုတော်ကိုတာ၍ယုံကြည်ကိုးစားတော်ယုံကြည်သူအရောက်စီတိုင်းဖြစ်စေတော်မူပါ အာမင် လန္တန်ကိုအသုံးပြုတဲ့ကဲ့သို့ကျွန်တော်ကျမတို့ဒီကိုရောရဲ့အလိုတော်အတွက်အသုံးတော်ခံဖို့ရစက္ကအနံ့ကြပါ၏ အာမင် ဒီအစီအစဉ်ပြည့်ဆက်ပြန်သွားတဲ့အခါကျရင်လမ်းတစ်လျှောက်လုံးတာတိမြရောက်စီတိုင်းကိုကွယ်ကာဆောင်မတော်မူပါ အာမင် လုံးလေရာကိုင်းလေရာသွားလေရာ၌ကောင်းသောသူထိန်ကျွန်တော်ကျမတို့အားလုံးကိုကွယ်ကာဆောင်မတော်မူပါ အာမင် နေ့စဉ်အသက်တာမှာကိုရောရဲ့ကြီးမြတ်ခြင်းကိုရောရဲ့ကောင်းမြတ်ခြင်းတက်တဲ့ကိုပြီးဆန်းတော်တာသမီအရောက်စီတိုင်းဖြစ်စေတော်မူပါအသက်တာနဲ့ကြာရှိနေတဲ့ချိန်နာကြီးအလုံးစုံတို့ကိုလက်တော်နဲ့ပြန်လည်၍ဆက်ကအနံ့ဆုတောင်းကြတဲ့အခါမှာကယ်တင်ရှင်ယေရှု၏နာမကိုအမည်ပြု၍အလိုရိုသေစွာဖြင့်ဆုတောင်းပတနာပြုကြပါ၏ဖဖရာသခင် အာမင်